ဖြစ်ပါဆိုတော့ကျွန်တော်စလိုက်မယ်လीเนาะဆိုတော့ကျွန်တော်ဒီနေ့ webinar ရဲ့ခေါင်းစဉ်ကတော့ဒီ Unlocking Graduate Studies in Japan ပေါ့နော် without a bachelor's degree ကျွန်တော်တို့များသောအားဖြင့်ဒီ master တက်မယ်ဘွဲ့လွန်တက်မယ်ဆိုလို့ရှိရင်အားလုံးသိထားကြတာကအနည်းဆုံးတော့ bachelor degree တစ်ခုတော့ရထားရမယ်ပေါ့လေပြီးတော့ bachelor degree မရှိဘဲနဲ့ဂျပန်မှာဘွဲ့လွန်တက်ဖြစ်ခဲ့တဲ့အကြောင်းနဲ့ဒီခရီးစဉ်အကြောင်းပြီးတော့ဘာတွေလိုအပ်လဲကျွန်တော်ရဲ့ဒီကိုယ်ပိုင်အတွေ့အကြုံကိုကျွန်တော်မျှဝေပေးသွားပါမယ်အဓိကတော့ကျွန်တော်တို့ဒီပထမဆုံးအနေနဲ့ကတော့ကျွန်တော် introduction ပေါ့နော်ကျွန်တော်အကြောင်းပြောကြမယ်ပြီးရင်ဒီကျွန်တော်တို့ဒီ webinar မှာကျွန်တော်တို့ဘာတွေအာ explore လုပ်သွားမလဲဘာတွေကျွန်တော်ဆွေးနွေးသွားကြမလဲဆိုတော့အချင်းချင်းရှင်းပြမယ်ပြီးရင်ဒီဂျပန်တက္ကသိုလ်တွေမှာဘွဲ့လွန်တက်ဖို့အတွက်လိုအပ်တဲ့ general requirements တွေကျွန်တော်တို့ပြောပေးသွားမယ်ပြီးရင်ကျွန်တော်ရဲ့ personal experience ပေါ့နော်ကျွန်တော်ရဲ့ကိုယ်ပိုင်အတွေ့အကြုံပြီးရင်ကျွန်တော်တို့ဂျပန်မှာရနိုင်တဲ့ scholarship အခွင့်အရေးတချို့အကြောင်းပေါ့နော်ကျွန်တော်ကိုယ်တိုင်ရှောက်ပြီးတော့မှကျွန်တော်ကိုယ်တိုင်အတွေ့အကြုံရှိခဲ့တဲ့ scholarship တွေအကြောင်းကျွန်တော်မျှဝေပေးသွားပါမယ်ခုနကတော့ကျွန်တော်အကြောင်းပြောပြီးသွားပြီပေါ့နော်ပြောပြီးသွားပြီဆိုတော့ဒါလည်းကျွန်တော်ပြောသွားလိုက်ပါမယ်အဲ့တော့ဒီစစချင်းကျွန်တော် general admission requirement ပေါ့နော်ဂျပန်မှာဘွဲ့လွန်တက်ဖို့အတွက်ဆိုလို့ရှိရင်ဂျပန်မှာမဟုတ်ပါဘူးဘယ်တခြားနိုင်ငံကဘယ်တက္ကသိုလ်မှာမဆိုဘွဲ့လွန်တက်မယ်ဆိုလို့ရှိရင်အများစုသိကြရတော့ဘာလဲဆိုတော့ bachelor degree တစ်ခုရထားရမယ်ပေါ့ဒီမြန်မာနိုင်ငံကပဲဖြစ်ဖြစ်တခြားနိုင်ငံတွေကတက္ကသိုလ်တွေကပဲဖြစ်ဖြစ်ဂျပန်နိုင်ငံကပဲဖြစ်ဖြစ်ဒီဘွဲ့တစ်ခုရထားတယ်ဆိုလို့ရှိရင်ဘွဲ့လွန်လျှောက်လို့ရတယ်နောက်တစ်ခုကကျတော့ဘာလဲဆိုတော့ဒီဂျပန်နိုင်ငံမှာတင်မဟုတ်ဘဲနဲ့တချို့သောနိုင်ငံတွေမှာလက်ခံနေတဲ့ pathway တစ်ခုရှိတယ်ပေါ့နော်သူကကျတော့ဘာလဲဆိုရင်ဒီကိုယ့်ရဲ့ undergraduate degree ကို4 နှစ်ဒါမှမဟုတ်လို့ရှိရင်ဒီစုစုပေါင်းပညာရေးဒီမူလတန်းအရွယ်ကနေစပြီးတော့မှအဆင့်မြင့်ပညာရေးအထိ15နှစ်လောက်ရှိတယ်ဆိုတော့ education loan ဒါမှမဟုတ်လို့ရှိရင်အာဟိုတက္ကသိုလ်ပညာရေးကို4 နှစ်အနည်းဆုံးပြီးထားတယ်ဆိုလို့ရှိရင်လည်းရှောက်လို့ရတယ်ပေါ့နော်မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ထင်တယ်ဒီ6နှစ်ဒါမှမဟုတ်9နှစ်တက်ရတဲ့ရေချောင်းတက္ကသိုလ်ပညာရေးတက္ကသိုလ်ကွန်ပျူတာတက္ကသိုလ်နောက် UIT နောက်ပြီးတော့ဒီနည်းပညာတက္ကသိုလ်တွေဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒီမှာပြင်စမနှစ်ဒါမှမဟုတ်နောက်ဆုံးနှစ်ရောက်နေတဲ့သူတွေဆိုလို့ရှိရင်တက္ကသိုလ်4 နှစ်ပြီးထားပြီးပြီပေါ့လေအဲ့တော့ဒီလိုအခြေအနေမျိုးမှာဆိုရင်လည်းတက်လို့ရပါတယ်နောက်တစ်ခုကကျတော့ဘာလဲဆိုတော့ဒါလူတွေသိမသိသေးတဲ့ pathway တစ်ခုပေါ့နော် hidden path လို့ကျွန်တော်ပြောရမယ်ထင်တယ်သူကကျတော့ဒီသက်ဆိုင်ရာ graduate school ဒါမှမဟုတ်ရင်သက်ဆိုင်ရာတက္ကသိုလ်ကဝင်ခွင့်စီစစ်ရေးအဖွဲ့ကနေပြီးတော့ဒီကျောင်းသားဟာဘွဲ့မရသေးပေမဲ့လည်းအမ်ဂျပန်နိုင်ငံမှာရှိတဲ့တက္ကသိုလ်တစ်ခုခုကစင်းတဲ့ကျောင်းသားတွေနဲ့ညီမျှတဲ့ academic qualifications ရှိတယ်ဆိုလို့ရှိရင်အမ်ဘွဲ့လွန်လျှောက်ခွင့်ရှိတယ်ဆိုပြီးတော့ဆုံးဖြတ်ပေးတာမျိုးပေါ့နော်ကျွန်တော်ရခဲ့တဲ့လမ်းကြောင်းကဒီနောက်ဆုံးလမ်းကြောင်းဖြစ်ပါတယ်အဲ့တော့ဒီ hidden path အကြောင်းကျွန်တော်နည်းနည်းပို့ပြီးတော့explore လုပ်ကြည့်ကြပါမယ်အဲ့တော့ဒီဟာကပေါ့နော်သူတို့ရဲ့ဒီ article school education art မှာပြောထားတယ်ပေါ့နော်တက္ကသိုလ်တွေအနေနဲ့ဒီမြန်မာနိုင်ငံကတက္ကသိုလ်တွေနဲ့မတူတာဂျပန်တက္ကသိုလ်တွေမှာကသူက university autonomy ရှိကြတယ်ဂျပန်မှာမဟုတ်ပါဘူးတခြားဒီ Thai တို့ UK US စတဲ့နိုင်ငံတွေမှာလည်းဒီ university တော်တော်များများကဒီတက္ကသိုလ်ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိကြတယ်ပေါ့လေအဲ့တော့ဂျပန်မှာဆိုရင်လည်းဒီနာမည်ကြီးတက္ကသိုလ်တွေဖြစ်တဲ့ဒီ University of Tokyo Kyoto University, Nagoya University, Osaka University, Hiroshima စတဲ့တခြားကျောင်းတော်တော်များများကလည်းဒီလို policy မျိုးရှိတတ်ကြပါတယ်။ကျောင်းသားတွေအနေနဲ့ဘွဲမရသေးဘူးဆိုပေမဲ့ University Graduate တယောက်နဲ့ညီတဲ့တက္ကသိုလ်ဘွဲရတယောက်နဲ့ညီတဲ့ academic ဒီအချင်းရှိတယ်ဆိုရင် Master ဘွဲလွန်ကိုဘွဲမလိုပဲနဲ့ရှောက်လို့ရတယ်ဆိုတဲ့ပုံမျိုးရှိတယ်ပေါ့နော်။အဲ့တော့ဒါကျွန်တော်နမူနာအနေနဲ့တချို့ဟာလေးကျွန်တော်ပြပေးထားပါမယ်။ screenshot ရိုက်ထားတာဆိုတော့နည်းနည်းလေးတော့ဝါနေတယ်ပေါ့နော်။အဲ့တော့ဒီမှာဆိုရင်ဒီအမ်ပထမတစ်ခုဆိုရင်ဒါဝါဆေရာတက္ကသိုလ်ကဒီ School of Asia Pacific Studies ရဲ့ဝင်ခွင့်သတ်မှတ်ချက်ပေါ့နော်အဲ့တော့ဝင်ခွင့်သတ်မှတ်ချက်မှာသူကပုံမှန်ကျွန်တော်တို့သိထားတာကဘွဲတစ်ခုရထားရဲဆိုမှဘွဲရပြီးသားဖြစ်တယ်ဆိုမှပဲ master တက်ခွင့်ရှိတယ်ပေါ့တကယ်ကမဟုတ်ဘူးဒီမှာဆိုရင်အချက်9ချက်ရှိတယ်ဒီအချက်9ချက်ထဲကတစ်ခုခုနဲ့ကြိုက်တယ်ဆိုရင် master တက်ခွင့်ဘွဲလွန်လျှောက်ခွင့်ရှိတယ်ပေါ့လေတက်ခွင့်တော့မဟုတ်လျှောက်ခွင့်ရှိတယ်ပေါ့အဲ့တော့ဘွဲဆိုတဲ့သတ်မှတ်ချက်ကိုဖယ်ရှားပေးတဲ့ဟာမျိုးပေါ့နော်အဲ့တော့ဒီမှာဆိုကျွန်တော်ပြောပြမယ်။ပထမဆုံးတစ်ခုဆိုရင်ဒါမြန်မာကအကြောင်းသားတွေနဲ့ဆိုင်တဲ့ဟာမျိုးဆိုရင်ကျွန်တော်ပထမဆုံးတစ်ခုဆိုရင်ဒီအမ်ဘွဲရတဲ့သူဖြစ်ရမယ်လို့ဘွဲနဲ့ဆိုင်တဲ့ဟာတွေပြောထားတာရှိတယ်။နောက်တစ်ခုကကျတော့ဗာလဲဆိုတော့ကျောင်းတက်တဲ့နှစ်ပေါ့နော်။ကျောင်းတက်တဲ့နှစ်ဆိုရင်ဒီမှာ number 6ဆိုလို့ရှိရင်တက္ကသိုလ်တစ်ခုခုကို3နှစ်နဲ့အထက် enroll လုပ်ထားပြီးတဲ့သူစုစုပေါင်း15 years of school education ရှိတဲ့သူပြီးတော့ဒီ Graduate School of Asia Pacific Studies ကနေပြီးတော့မှသတ်မှတ်ထားတဲ့ credit အရေးအတွက်ပြည့်တဲ့သူဆိုလို့ရှိရင်ဒီဘယ်လိုပြောရမလဲ
ဘွဲလွန်ရှောက်ခွင့်ရှိရပေါ့နော်ဘွဲမရှိသေးပေမဲ့လည်းဘွဲလွန်ရှောက်ခွင့်ရှိရလို့ပြောထားတယ်နောက်ဆုံးတစ်ခုကကြတော့ဒါကျွန်တော်ရခဲ့တဲ့ policy လိုမျိုးပဲပေါ့နော်ဒီ Graduate School of Asia Pacific Studies ကနေပြီးတော့မှဒီကျောင်းသားဟာဂျပန်တက္ကသိုလ်ဘွဲရတွေနဲ့ညီတဲ့ academic credentials ရှိတယ်အရေးချင်းရှိတယ်ဆိုပြီးတော့သူ individual screening process ကနေပြီးတော့သတ်မှတ်ဒီ individual screening process ကနေပြီးတော့သတ်မှတ်ထားတယ်ဆိုလို့ရှိရင်ဒီဘွဲကိုရှောက်လို့ရတယ်ဒီဘွဲလွန်တင်တန်းကိုရှောက်ခွင့်ရှိရဆိုပြီးပြောထားမျိုးပေါ့နော်ဒါဝါဆရာတက္ကသိုလ်ကဒီကျောင်း graduate school တစ်ခုရဲ့ဒီဝင်ခွင့်သတ်မှတ်ချက်ကိုကျွန်တော်နမူနာပြထားတာပါဒါဒုတိယတစ်ခုကကျတော့ဒါကျွန်တော်တို့ Nagoya University ပေါ့နော် Nagoya University ကျွန်တော်တက်ခဲ့တဲ့အကြောင်းကျွန်တော်တက်ခဲ့တဲ့ဒီ Graduate School of International Development မှာဆိုရင်အောက်ဆုံးမှာပြောထားတယ်ဒီ GSID ကနေပြီးတော့ individual screening တစ်ခုလုပ်တယ်အဲ့ဒီလုပ်တာကနေပြီးတော့ဒီ academic Japan တက္ကသိုလ်ဘွဲရတစ်ယောက်နဲ့ညီတဲ့ academic ability ရှိရလို့ယူဆတဲ့သူတစ်ယောက်ကိုကျောင်းပြီးတော့အသက်လည်း22ထက်မငယ်ဘူးဆိုလို့ရှိရင်ရှောက်ခွင့်ရှိတယ်ဆိုပြီးတော့ပြောထားတယ်အဲ့လိုရှောက်မယ်ဆိုလို့ရှိရင်တော့ဒီ graduate school ရဲ့ admission office ကိုသတ်မှတ်ထားတဲ့ deadline မတိုင်ခင်မှာဘယ်ချိန်ဆက်သွယ်ပါဆိုပြီးပြောထားတာရှိတယ်နောက်ဒီအောက်ဆုံးတစ်ခုဆိုရင်ကြတော့ဒါအရင်ကUniversity of Tokyo Tech ရဲ့ပြီးတော့ဒီ Tokyo Dental and Medical University ရဲ့ပေါင်းပြီးတော့မှ Science Tokyo ဆိုပြီးတော့ပြန်ဖွင့်ထားတဲ့အကြောင်းပေါ့နော်အဲ့ဒီအကြောင်းမှာဆိုလို့ရှိရင်လည်းဒီ15 years of education ပြီးရင်ဒီအဲ့လိုမှမဟုတ်ဘဲနဲ့ဒီ relevant school of science Tokyo ဒီ science Tokyo အောက်မှာရှိတဲ့သက်ဆိုင်ရာအကြောင်းကနေပြီးတော့မှကောင်းမွန်တဲ့ထူးချွန်တဲ့ academic record ရှိရလို့သတ်မှတ်ပေးထားတယ်ဆိုလို့ရှိရင်လည်းကျွန်တော်ရှောက်လို့ရပါတယ်အဲ့တော့ဒီ admission requirements တွေကိုတစ်ချက်ကြည့်မယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ဘယ်ရှိမှရှောက်လို့ရမယ် bachelor's degree တစ်ခုရှိတာမှဘွဲလွန်ရှောက်လို့ရမယ်ဆိုတော့မဟုတ်ဘူးပေါ့နော်အဲ့တော့တစ်ခုရှိတာကဘာလဲဆိုတော့ဒီသတ်မှတ်ချက်တွေနဲ့ကိုက်ညီတယ်ဆိုရင်ဒီသတ်မှတ်ချက်တွေနဲ့ကိုက်ညီတယ်ဆိုရင်ဘွဲလွန်တက်ခွင့်ရတာမဟုတ်ဘူးဘွဲလွန်ရှောက်ခွင့်ရတာပေါ့အဲ့တော့ဘွဲလွန်ရှောက်ခွင့်ရတယ်ဆိုတာဘာလဲဆိုတော့ကျွန်တော်ဘွဲလိုအပ်ချက်ကိုပဲပယ်ဖြတ်ပေးလိုက်တာဒီ screening ကိုအောင်သွားတာနဲ့ master ဝင်ခွင့် graduate school ဝင်ခွင့်တက်ရပါမယ်ဆိုတာမျိုးတော့မဟုတ်ဘူး။ဘာလို့လဲဆိုတော့ဒီဘွဲလိုအပ်ချက်ကိုပယ်ဖြတ်ပေးတယ်ဆိုရင်နောက်ထပ် process တွေဖြစ်တဲ့ဒီ written application document submission လုပ်တာ interview လုပ်တာဒါတွေကိုတခြားဘွဲရတဲ့အကြောင်းသားတွေနဲ့တန်းတူပဲကိုကဝင်ဖြေရမှာ။အဲ့တော့ဝင်ဖြေတဲ့အခါမှာကိုယ့်ရဲ့အရေးအချင်းကိုယ့်ရဲ့ qualifications ကိုယ့်ရဲ့ experience နဲ့ကိုယ့်ရဲ့ဒီကျွန်တော်ကျောင်းလျှောက်တဲ့ application quality ကဘွဲရအကြောင်းသားတွေနဲ့ညီတဲ့အနေအထားမျိုးဖြစ်တယ်ဘွဲရအကြောင်းသားတွေနဲ့ညီပြီးတော့မှဒီတက္ကသိုလ်ရဲ့ဝင်ခွင့်သတ်မှတ်ချက်တွေကိုကိုက်ညီတယ်သူတို့ရဲ့ဝင်ခွင့်စံနှုန်းတွေကိုကိုက်ညီတယ်ဆိုတဲ့အနေအထားဖြစ်တယ်ဆိုတော့မှပဲကျွန်တော်တို့ဒီကျောင်းဝင်ခွင့်ရမှာဖြစ်ပါတယ်ဒါကတော့ဒါကျွန်တော်ဝင်ခွင့်သတ်မှတ်ချက်တွေအနေနဲ့ပြောတာပေါ့လေโอเคဟုတ်ပြီတော့ဒါကျွန်တော်ရဲ့ဒါကိုပိုင် personal journey ပေါ့နော်အဲ့တော့ဒီမတိုင်ခင်မှာကျွန်တော်တစ်ချက်လောက်ဒီစကားပလင်ခံနေတာပါလဲဆိုတော့ကျွန်တော်ဒီ webinar မှာပြောပြပါမယ်အကြောင်းအရာတွေကကျွန်တော်ရဲ့ကိုယ်ပိုင်အတွေ့အကြုံဖြစ်တယ် personal experience တာဖြစ်တယ်ဒါကျွန်တော်လုပ်ခဲ့တဲ့ရှောက်ထားတဲ့ပုံစံတွေကျွန်တော်ဖြတ်တန်းခဲ့ရတဲ့အတွေ့အကြုံတွေပေါ့အခြေခံပြီးတော့ပြောတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါကျွန်တော်တူတယောက်တည်းရဲ့အတွေ့အကြုံပဲဖြစ်တယ်ပေါ့လေအဲ့တော့ဒီဟာတွေအကုန်လုံးက100%မှန်မယ်100%မှားမယ်ဆိုတာမျိုးမဟုတ်ဘူးပြီးတော့ကျွန်တော်ပြောတဲ့ဟာတွေအကုန်လုံးကပဲအမှန်ဆိုပြီးတော့လည်းမဟုတ်ဘူးပေါ့နော်ဒီကျွန်တော်ပြောတဲ့ဟာတွေကဒီထဲမှာရှိတဲ့သူတွေနဲ့ကြိုက်တာလည်းရှိမယ်မကြိုက်တာလည်းရှိမယ်အဲ့တော့ကိုယ်နဲ့ကြိုက်တာဆိုရင်ယူပြီးတော့မှမကြိုက်ညီတာဆိုလို့ရှိရင်ဒါကျွန်တော်ရဲ့ဒီ personal အတွေ့အကြုံဖြစ်တယ်ဆိုပြီးတော့ပဲစိတ်ထဲမှာထားပြီးပေါ့နော်အဲ့တော့ကျွန်တော်အတက်နိုင်ဆုံးတော့ကျွန်တော်ရဲ့ဒီ experience ကိုပြည့်ပြည့်စုံစုံမျှဝေပေးသွားပါမယ်အဲ့တော့ဒါကျွန်တော်လုပ်ခဲ့တဲ့ဟာကကြတော့ကျွန်တော်2022မှာပထမဆုံးဒီကျောင်းတွေကိုကျွန်တော်စပြီးတော့ဆက်သွယ်တယ်အဲ့တော့ကျွန်တော်ဆက်သွယ်တဲ့ကျောင်းတွေက၄ကျောင်းလောက်ရှိတယ်ကျွန်တော်ဆက်သွယ်တာဆိုရင် Hiroshima University Nagoya University Risumikan APU Sophia University စသဖြင့်ကျွန်တော်ဒီဟာတွေကိုဆက်သွယ်တယ်ပေါ့အဲ့တော့ဆက်သွယ်တဲ့အခါမှာကျွန်တော်ကိုဒီအကြောင်းပြန်နှစ်ကျောင်းရှိတယ် Nagoya University နဲ့ Hiroshima University Hiroshima University ကကြတော့ तू က Master တိုင်းရဲ့ဝင်လို့ရတယ်ဆိုတော့ထက်ဒီဂျပန်မှာ6လတောင်မှမဟုတ်ရင်တစ်နှစ် research student အနေနဲ့လာတက်ပြီးလို့ရှိရင်ဒီဘွဲလွန်ဝင်ခွင့်စာရွက်ကိုပြန်ဖြည့်တဲ့အခါမှာဝင်ခွင့်ရတယ်ဆိုလို့ရှိရင် Master တက်အဲ့လိုမျိုးပြောတယ်။ Nagoya ကကြတော့သူတို့မှာခုနကကျွန်တော်ပြထားတဲ့ eligibility screening test ရှိတယ်။ဒီ screening process ကိုဖြတ်နိုင်တယ်။ဒီ screening process ကိုအောင်မြင်တယ်ဆိုရင်screening process ကိုအောင်မြင်တယ်ဆိုရင်ဒါ Master ဝင်ကျောင်းသားအနေနဲ့တန်းတက်လို့ရတယ်ပေါ့နော်။အဲ့တော့ကျွန်တော်အဲ့နှစ်ကျောင်းထဲမှာကျွန်တော်ဘင်းတောင်ဖောင်ဖျက်လုပ်ပြီးတော့ကျွန်တော်တစ်ကျောင်းထဲပဲရှောက်လိုက်တယ်။ Nagoya University ကိုကျွန်တော်ရှောက်လိုက်တယ်။အဲ့တော့ Nagoya University ရှောက်တဲ့အခါမှာဒီစစချင်းကျွန်တော်ဘာလုပ်လဲဆိုလို့ရှိရင်ဒီအဲ့တော့ကျွန်တော် test step တွေကျွန်တော်ပြပါမယ်ရှောက်လိုက်တော့ကျွန်တော် eligibility screening အောင်သွားတဲ့အခါမှာ
ဒီတခြားပွဲရထားတဲ့အကြောင်းသားတွေလိုမျိုးပဲofficial application ကျွန်တော်စရတယ်အဲ့တော့အဲ့မှာကျွန်တော် document submission လုပ်ရတယ်ပြီးတော့ September မှာ interview invitation နဲ့ interview ဖြည့်ရတယ်နောက်တစ်ပတ်နေတဲ့အခါမှာကျွန်တော်ကျောင်းဝင်ခွင့်ရတယ်နောက် September မှာကျွန်တော်ဝင်ခွင့်ရပြီးတော့ October မှာကျွန်တော် scholarship တွေလျှောက်တယ် scholarship တွေကျွန်တော် February 2023မှာရတယ်ပြီးတော့ April 2023မှာကျွန်တော် master စတက်ပါတယ်အဲ့တော့ကျွန်တော် academic background နည်းနည်းလေးအချင်းချုပ်ပြောရမယ်ဆိုရင်ကျွန်တော်က2016မှာကျွန်တော်10တန်းအောင်တယ်ကျွန်တော်မှကျွန်တော်ပြင်ထားလားမသိဘူးခဏလေးနော် Okay ရအဲ့တော့ကျွန်တော်ရဲ့background experience ကိုကျွန်တော်ထည့်ပြောလိုက်မယ်လीနော်အဲ့တော့ကျွန်တော်ရဲ့ပညာရေးအတွေ့အကြုံကကျွန်တော်2016မှာ10တန်းအောင်တယ်ပြီးတော့ဒီရန်ကုန်တက္ကသိုလ်မှာကျွန်တော် international relations ကိုကျွန်တော်တက်တယ်3နှစ်တက်ခဲ့တယ်ပေါ့2016မှာစတက်တာဆိုတော့ကျွန်တော်တကယ်ကအကြောင်းပြရမှာက2021မှာပြီးရမှာဒါပေမဲ့2020 COVID ကာလမှာကလည်းအကြောင်းတွေပိတ်သွားတယ်အဲ့တော့ကျောင်းပိတ်တဲ့အချိန်မှာကျွန်တော် second year honors ပေါ့နော် computer ဒုတိယနှစ်ကျွန်တော်တို့ဒီဝိဇ္ဇာသိပ္ပံတက္ကသိုလ်တွေမှာကရိုးရိုးပွဲဝိဇ္ဇာပွဲဆိုရင်၄နှစ်တက်ရတယ်ဝိဇ္ဇာကွန်ပျူတာ honors ဝင်နေဆိုရင်၅နှစ်တက်ရတယ်အဲ့ဒါကြောင့်ကျွန်တော် second year မှာခွဲတယ် second year မှာhonors ဝင်တယ်star ပါတယ်ဆိုရင်ကျွန်တော်နောက်ထပ်first year honors second year honors third year honors ဆိုပြီးတော့ကျွန်တော် computer ပါတူတာ၃နှစ်ပြန်တက်ရတယ်ကျွန်တော် computer ဒုတိယနှစ်မှာ covid ဖြစ်တယ် covid ဖြစ်တော့အဲ့ကလေးအကြောင်းတွေပိတ်သွားတယ်ကျွန်တော်အကြောင်းပြီးခဲ့တာ3နှစ်ပဲရှိတယ်ကျွန်တော် first year ရယ် second year ရယ်ပြီးတော့ first year honors ရယ်ကျွန်တော်3နှစ်ပဲအကြောင်းတက်ခဲ့ရတယ်အဲ့တော့2021 February မှာကလည်းကျွန်တော်အကြောင်းပြန်မတက်ဘူးဆုံးဖြတ်လိုက်တယ်ဆုံးဖြတ်လိုက်တော့အဲ့မှာကလည်းကျွန်တော် drop out ဖြစ်သွားတယ်အဲ့တော့အဲ့ကနေပြီးတော့မှကျွန်တော်ဒီအလုပ်အတွေ့အကြုံနေလဲဆိုလို့ရှိရင်ကျွန်တော်ကံကောင်းတာလည်းပါပါတယ်2020ဒီ COVID ကာလကြောင့်မို့လို့ကျောင်းနေပိတ်ခဲ့တာကျွန်တော် full time အလုပ်ဝင်ဖြစ်တယ်ကျွန်တော် MYU မှာလုပ်တယ်သိပ္ပံ hub မှာလုပ်တယ်ပြီးတော့ဒီတခြား volunteer အလုပ်တွေက2019ကလေးကကျွန်တော်လုပ်ဖြစ်နေတာရှိတယ်ပြီးတော့ဒီဂျာကာလာပညာရေးအဖွဲ့အစည်းတစ်ခုမှာလည်းကျွန်တော်ဝင်ပြီးတော့အလုပ်ပေးဖြစ်တယ်ဒီတော့ဒီအလုပ်အတွေ့အကြုံတွေနဲ့ academic အတွေ့အကြုံတွေနဲ့ပေါ့နော်အဲ့တော့ဒီဟာတွေနဲ့ပေါင်းပြီးကျွန်တော်ကျောင်းရှောက်ဖြစ်တယ်အဲ့တော့အဲ့ဒီမတိုင်ခင်တော့ကျွန်တော်တို့အကုန်လုံးပြီးခဲ့တာကဒီကိုက bachelor degree မရှိထားဘူးဆိုရင် master တက်လို့မရနိုင်ဘူးbachelor ကိုပဲအစနေပြန်တက်ပေါ့နော်အဲ့လိုတည်ထားတာအဲ့တော့2021ကျွန်တော်ကျောင်း semester ဖြစ်တော့ပဲ drop out ဖြစ်ကြတဲ့ပထမအစချင်းစဉ်းစားရကြတော့ဒီ bachelor ကိုအစနေပြန်တက်ဖို့ပေါ့အဲ့တော့ကျွန်တော်ကျောင်းတစ်ခုလျှောက်တယ်ဂျပန်နိုင်ငံ resume ခံတက်လို့ကျွန်တော်လျှောက်တယ်ကျွန်တော်ဝင်ခွင့်ရတယ် scholarship လည်းရတယ်ဒါပေမဲ့အကြောင်းမျိုးကြောင့်ကျွန်တော်မတက်ဖြစ်ခဲ့ဘူးမတက်ဖြစ်တဲ့အခါမှာကျွန်တော်တခြား option တွေနေလည်းဘာတွေများရနိုင်မလဲပေါ့လေဘာတွေများရနိုင်မလဲဆိုတော့ဂျပန်ကိုကျွန်တော် transfer နဲ့ပြန်သွားမှာပါကျွန်တော်က IRD social science တွေပဲဖြစ်တဲ့အခါကျတော့ဂျပန်ကျောင်းတွေမှာ transfer option နဲ့လက်ခံတာရှိတယ်ဥပမာ resume ခံ AP တို့ပါလို့ဆိုရင်ကျွန်တော်တို့social science တို့ပါလို့ပြန်တက်လို့ရတာမျိုးရှိတယ်ဒါပေမဲ့ကံကောင်းစွာနဲ့ပဲကျွန်တော်အကိုတယောက်ကဒီ master တိုင်းရိုက်ဝင်လို့ရတဲ့ option ကိုလည်းသူလာပြတဲ့အခါကျတော့ကျွန်တော်ကျောင်းလေးလိုက်ရှာရင်ね okay ဒါဖြစ်နိုင်ပါမလားဒါရောဟုတ်ပါမလားဆိုတဲ့ပုံစံမရတဲ့နဲ့စလျှောက်ရတာပေါ့နော်အဲ့တော့စလျှောက်တော့အဲ့ eligibility screening ဒီ preliminary screening မှာကျွန်တော်ဘာတွေပေးရလဲဆိုရင်ပထမဆုံးတစ်ခုက research proposal ပေးရတယ်ဒါအရင်ရေးကြည့်တယ်ဒါအရင်ရေးကြည့်ရဆိုတာဘယ်လိုပြောရမလဲဂျပန်က master program တွေဂျပန်ကဒီ grad school တွေကအဓိက research ကိုအရင်အသားပေးကြတယ် course work ကို research ကိုတစ်နှစ်အတွင်းမှာကျွန်တော်လုပ်ရတယ်အဲ့တော့နံပါတ်1အရေးကြီးဆုံး research proposal ပဲဒီကိုကဘွဲမရသေးဘူးဆိုပေမဲ့graduate school ကိုဝင်တဲ့အခါမှာ master ကျောင်းသားတယောက်အနေနဲ့သူတည်တနာကိုကောင်းမွန်လုပ်နိုင်နေဆိုတော့ဟာမျိုးကျွန်တော်ပြဖို့လိုတယ်ဒါကအရေးကြီးဆုံးဖြစ်မယ်ထင်တယ်ဘာလို့လဲဆိုတော့grad school ရဲ့အဓိကအတက်ကသူတည်တနာပဲအဲ့တော့ကျွန်တော်တို့ကကျောင်းမပြီးထားသေးဘူးဆိုပေမဲ့ကို့မှာသူတည်တနာအတွေ့အကြုံရှိတယ်ဒါမှမဟုတ်ရင်သူတည်တနာတစ်ခုကိုကောင်းမွန်လုပ်တတ်တယ်ဆိုတဲ့ပုံစံမျိုးပြနိုင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒါရှောက်လို့ရှားနိုင်တယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်ကိုယ်တိုင်လည်းဒါဒီဟာကိုတွေးမိပြီးတော့ကျွန်တော်စူးစမ်းပြီးတော့ရှောက်ကြည့်ခဲ့တာပေါ့လေအဲ့တော့ဒုတိယတစ်ခုကကျတော့ဗာလဲဆိုတော့ကျွန်တော်လုပ်ခဲ့တဲ့အလုပ်တွေရဲ့အတွေ့အကြုံကိုကျွန်တော်လုပ်ချင်တဲ့ဒီ graduate school မှာကျွန်တော်လုပ်ချင်တဲ့ research နဲ့ဆက်ဆက်ပြီးတော့ဘာကြောင့်မို့လို့ဒီအတွေ့အကြုံတွေကကျွန်တော်လုပ်ချင်တဲ့ research ကိုဒါပြီးတော့မှတက်ရောက်မှုရှိလဲဘယ်လိုမျိုးဆက်ဆက်နေလဲဆိုတာမျိုးကိုကျွန်တော်ရှင်းပြရတာမျိုးပေါ့နော်အဲ့တော့ကျွန်တော်လုပ်ခဲ့တဲ့ research ကကျတော့ဗာလဲဆိုတော့ကျွန်တော်ရဲ့ဒီကျောင်းမှာဒီ master program မှာကျွန်တော်ရှောက်ခဲ့တဲ့ specialization ကဗာလဲဆိုတော့ကျွန်တော် education နဲ့ human resource development ပညာရေးနဲ့လူ့စွမ်းအားအရင်အမြင့်ဖွံ့ဖြိုးမှုအဲ့တော့ကျွန်တော်လုပ်ခဲ့တဲ့အဖွဲ့အစည်းတွေအကုန်လုံးကလည်း education ဒါမှမဟုတ် human resource development နဲ့ဆိုင်တဲ့အဖွဲ့အစည်းတွေပဲဖြစ်တယ်အဲ့တော့ဘာတွေလုပ်ခဲ့ရလဲဆိုရင်ဒီ
ဟောပေါ့ဒီအလုပ်အတွေ့အကြုံတွေကဒီသူတေသနအတွေ့အကြုံတွေကကျွန်တော်ကိုဒီ master program မှာဘယ်လိုမျိုး research ကိုလုပ်ဖို့အတွက်ဟိုအထောက်အကူဖြစ်စေပါတယ်တိုက်တွန်းပါတယ်တွန်းအားပေးပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ပြောတာမျိုးဖြစ်တယ်ပေါ့လေအဲ့တော့နောက်တစ်ခုကကြောက်ပါလဲဆိုတော့ကျွန်တော်လုပ်ဖူးတဲ့ဒီ research နဲ့ဒီ work experience တွေ proof ပေါ့နော်အဲ့တော့ကျွန်တော် recommendation letter တွေပါတယ်နောက်ကျွန်တော်ရေးခဲ့တဲ့ research တွေကျွန်တော်ရေးဖူးတဲ့ article တွေကျွန်တော်ပြန်ပြီးတော့စုပြီးတော့ပေးရမျိုးပါတယ်နောက်အလုပ်တွေကနေပြီးတော့ certificate of employment ဒါမှမဟုတ်ဒီ letter of employment လို့ကျွန်တော်ပြန်တောင်းရမျိုးပါတယ်ပြီးတော့ကျွန်တော်ရဲ့ CV နောက်အင်္ဂလိပ်စာအမှတ်စာရင်းတစ်ခုခုပေါ့နော်ကျွန်တော် TOEFL တင်ခဲ့တယ်ပြီးတော့ဒီIR တက်ခဲ့တဲ့3နှစ်စာအတွက်အမှတ်စာရင်းတွေပါတယ်ပြီးတော့ဒီကျွန်တော်ရဲ့တခြားဒီကိုယ့်ရဲ့ achievement နဲ့ personal achievement နဲ့ဆိုင်တဲ့ certificate တွေပေါ့နော်ကျွန်တော်ဒါတွေကျွန်တော်တင်ပေးခဲ့ရတယ်အဲ့တော့ခုနကပြောသလိုပေါ့နော်ကျွန်တော်ရဲ့ academic ဘက်ကကြည့်မယ်ဆိုရင်ကျွန်တော်ကဒီ IR ကိုကျွန်တော်3နှစ်တက်ခဲ့တယ်16တဲ့ major international development ဆိုတော့အနေနဲ့အများတော့ဆက်ဆက်မှုရှိတယ်လို့ပြောလို့ရမယ်ထင်တယ်ဟိုနောက်တစ်ခုကကျတော့ဗာလဲဆိုတော့ဒီ work experience ပေါ့နော် work experience ကကျတော့um ခုနကပြောသလိုပဲပညာရေးနဲ့ဆိုင်တဲ့အဖွဲ့အစည်းတွေမှာကျွန်တော်အလုပ်လုပ်ခဲ့တာ full time အနေနဲ့အလုပ်လုပ်ခဲ့တာ3နှစ်စာလောက်ရှိတယ်ဆိုတော့ဒီအတွေ့အကြုံတွေကလည်းတင်းတစ်ပုံထောက်ကူဖြစ်တယ်ပြီးတော့ကျွန်တော်ဒီ Development Innovation Insider ရဲ့ Change Magazine တို့နောက်ပြီးတော့ဒီ University of Toronto ကမြန်မာအကြောင်းရေးတဲ့ forum တစ်ခုဖြစ်တဲ့ T-Cycle Oxford တို့မှာကျွန်တော် article တွေရေးတဲ့အခါမှာ contribute လုပ်ပေးခဲ့တာမျိုးတွေရှိတယ် research project တွေကျွန်တော်ဝင်ကူခဲ့တာမျိုးတွေရှိတယ်အဲ့တော့ကျွန်တော်ရဲ့အားသာချက်အနေနဲ့ပေါ့နော်အားသာချက်အနေနဲ့ကျွန်တော်ပြန်ပြီးတော့မှသုံးသပ်ရမယ်ဆိုရင်ဒီကျွန်တော်ရဲ့ဒီundergrad studies က relevancy ရှိတယ်ဆက်ဆက်မှုရှိတယ်နောက်တစ်ခုကကျတော့ full time work experience ရှိတယ်ပြီးတော့ကျွန်တော်မှာမြန်မာတက္ကသိုလ်တွေမှာသူတေသနာကိုအရင်သိထားတော့မသင်ရဘူးဆိုပေမဲ့ကျွန်တော်မှာအခြေခံ research ကိုနားလည်ထားတဲ့အရေးချင်းရှိတယ်ပြီးတော့တခြားသောဒီ international professional experience တွေကျွန်တော်ရထားတာရှိတယ်ပေါ့နော်ဥပမာပြောရရဲဆိုရင်ကျွန်တော်ဒီ2020တုန်းကဒီ international development free camp ဆိုတဲ့ဒီ camp တစ်ခုကိုဂျပန်နဲ့မြန်မာမှာဂျပန်ကျောင်းသားတွေမြန်မာကျောင်းသားတွေပေါင်းပြီးမှကျွန်တော် joint camp အနေနဲ့လုပ်ဖြစ်တယ်အဲ့တော့ကျွန်တော် organizing committee ရဲ့ president အနေနဲ့ကျွန်တော်တာဝန်ယူခဲ့ပေးရမျိုးရှိတယ်ဒါမျိုးတွေပေါ့နော်ဒါမျိုးကကျွန်တော်တို့အားသာချက်ဖြစ်သွားတယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ခုနပြောသလိုပဲပေါ့နော် preparation အနေနဲ့ဆိုလို့ရှိရင်တော့ဒါ research proposal ဆိုရင်ကျွန်တော်ဒါပထမဆုံးဘဝမှာတေချာရေးမှုတဲ့ research proposal လို့ပြောရမယ်ထင်တယ်အခုပြန်ဖတ်ချင်တော့အရန် weak တယ်အရန်ဆိုးတယ်ပြီးတော့အရန် broad ဖြစ်ပြီးတော့မှဘာပြောလို့ပြောချင်မှမသိဘူးပေါ့နော်အဲ့တော့ဝင်ခွင့်ရပါပဲကန်ကောင်းတယ်လို့ပြောရမယ်နောက်တစ်ခုကကျတော့ဒီ work experience evaluation ကကျွန်တော်အလုပ်တစ်ခုချင်းစီမှာကျွန်တော်ဘာတွေလုပ်ခဲ့လဲဆိုတဲ့အကြောင်းရှင်းပြတယ်ဘာတွေသင်ယူခဲ့ရလဲပြီးတော့ဒီ specialization ကိုသင်ယူဖို့အတွက်ကျွန်တော်တို့ထားရဘယ်လောက်ထိတွန်းအားပေးသလဲဆိုတာမျိုးကျွန်တော်ပြောခဲ့တယ်နောက်တစ်ခုကကျတော့ဘာလဲဆိုတော့ဒီ documents preparation ပေါ့နော်ပထမဆုံးအဆင့်ကကျတော့ document တွေတင်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါအရင်အရေးကြီးတယ်ကိုယ့်ရဲ့အရေးချင်းကိုသူစာရွက်ပေါ်ကနေကြည့်မှာဆိုတော့ဒါကိုကျွန်တော်တေချာလေးပြင်ဆင်ရတယ်အဲ့တော့ကျွန်တော်မှာအားနည်းချက်ကဘာလဲဆိုတော့ဘွဲမရှိတာအားနည်းချက်ကဘာလဲဘွဲမရှိတာအဲ့တော့ဘွဲကလွယ်လို့ကျန်တဲ့ဟာတွေအကုန်လုံးတက်နိုင်သမျှစုံနိုင်သမျှစုံအောင်လို့ကျွန်တော်တင်ပေးခဲ့တယ်ဥပမာဆိုရင်ဒီ certificate stage ဆိုလဲကျွန်တော်စုပြီးတော့ပေးခဲ့တယ်နောက်ပြီးတော့တခါမှအရင်တော့မကြားဘူးအဲ့လို letter of self recommendation ဆိုတော့အဲ့လိုမျိုးကိုပြန်ပြီးတော့မှ recommend ပေးတဲ့ recommendation letter တော့အကုန်ရှင်းပြီးကြမယ်ထင်ပါတယ်ကိုနဲ့တည့်ရဲ့ဒုတိယယောက်ကကိုအကြောင်းကိုrecommend ပေးတဲ့ပုံစံမျိုးအဲ့တော့ကျွန်တော် letter of self recommendation ဆိုတာကြတော့ကိုယ့်အကြောင်းကိုကနေပြီးပြန်ပြီး recommend ပေးတဲ့ပုံစံမျိုးကိုယ့်ကိုပြန်ပြီးတော့မှ promote ပြန်လုပ်ရတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးလဲကျွန်တော်ရေးခဲ့တယ်အဲ့ဒါလည်းကျွန်တော်အကုန်တိုက်နေမှာစုစုံပြီးတော့ထည့်ခဲ့တဲ့အခါကျတော့ကျွန်တော် first step ကတော့အောင်သွားတယ်ပေါ့လေအဲ့တော့ဒါတွေပြောလို့ကျွန်တော်ရဲ့ application မှာအားနည်းချက်မရှိတော့ဆိုတော့မဟုတ်ဘူးအားနည်းချက်တွေအများကြီးရှိတယ်ပြောရမယ်ဆိုရင်ကျွန်တော်ဒီဝင်ခွင့်ရခဲ့တယ်ဆိုတာကဟို application တင်ပြီး interview ဖြေပြီးရတယ်ငါတော့ရမှာသိကြတယ်ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်ရခဲ့တာတော့မဟုတ်ဘူးဘာလို့လဲဆိုတော့ကျွန်တော်အရှိမဒီလိုမျိုးဘွဲမရှိဘဲနဲ့ bachelor degree မရှိဘဲနဲ့master ဝင်ခွင့်ရပါလားဆိုတာမျိုးလည်းကျွန်တော်တခါမှမကြားဘူးသလိုဒီလိုရှောက်လို့ရကောင်းမှလည်းတခါမှမသိခဲ့ဘူးအဲ့တော့အရှိမဘယ်သူ့ကိုမေးရမလဲလဲကျွန်တော်မသိဘူးဒီ process ကဘယ်လိုသွားလဲဆိုတာနားမလည်ဘူးနားမလည်တဲ့အခါကျတော့ကျွန်တော်လုပ်ခဲ့တဲ့အမှားတွေလည်းအများကြီးပဲအဲ့တော့ဝင်နိုင်မယ်လို့လည်းကိုယုံကြည်ချက်အမှန်တိုင်းပြောရင်အများကြီးမရှိခဲ့ဘူးကျွန်တော် interview ပြီးချင်းမှာကျွန်တော်အိမ်ပြန်တော့ကျွန်တော်ငိုတာပဲဘာလို့လဲဆိုတော့ကျွန်တော်သွားပြီလို့ကိုခံစားလိုက်ရလို့အဲ့တော့ဘယ်လိုပြောရမလဲဒါကconfidence ရှိနဲ့လုံးဝ perfect ဖြစ်တဲ့ application တခုကျွန်တော်ပြင်နိုင်ခဲ့တာတော့မဟုတ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်ရဲ့အားနည်းချက်တွေကဘာလဲဆိုတော့ကျွန်တော်ဒီမှာပြောပြမယ်အဲ့တော့ကျွန်တော်မလျှောက်ခင်မှာငါဒါတော့သိခဲ့ရင်ကောင်းပါပဲလို့တွေးခဲ့တဲ့အရာတွေရှိရပေါ့နော်အဲ့ပထမဆုံးတစ်ခုကဘာလဲဆိုတော့ကျောင်းမှာသင်မဲ့ module တွေ faculty members တွေသူတို့ရဲ့ paper တွေဒါတွေကျွန်တော်တေချာလေး research လုပ်ဖို့အတွက်လိုခဲ့တယ်ကျွန်တော်လောကကောင်မှလည်းမသိခဲ့ဘူးဆိုတာကဘယ်လိုပြောရမလဲဆိုတော့ကျွန်တော်အရင်တော့
scholarship လျှောက်တယ်ဆိုတော့လေကျွန်တော် undergrad ကိုပြန်လျှောက်တာအဲ့တော့ bachelor 3 နှစ်တက်ပြီးတော့ bachelor's degree အတွက် scholarship ပြန်လျှောက်တယ်ကျောင်းဝင်ခွင့်ပြန်လျှောက်တယ်ဆိုတော့ကျွန်တော်တို့အရန်လွယ်တယ်အဲ့တော့ဟိုအဲ့တော့ဆိုရင်ကျွန်တော် application တင်ပြီး interview ဖြေပြီးရတယ်ငါဒါတော့ရမှာပဲဆိုတော့ကျွန်တော်ချိန်သိပြီးရဲ့ဒါပေမဲ့အခုကကြတော့ခွင့်မရှိဘဲနဲ့grad school ကိုတန်းပြီးတော့လျှောက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့တိတ်ချကျွန်တော်မသိခဲ့ဘူးပေါ့နော်ဘာလို့ရမလဲဆိုတော့ကျွန်တော်တိတ်ချမသိခဲ့ဘူးအဲ့တော့ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်ဒီကိုယ်အနေနဲ့ဒီ potential supervisor တယောက်ကိုစိတ်ထဲမှာရှိရမယ်ဆိုတော့ဟာလည်းကျွန်တော်မသိဘူးကျောင်းလျှောက်ဖို့အတွက်ကကျွန်တော်ကျောင်းရဲ့ admission committee ကိုဆက်သွယ်တယ် guidebook ဖတ်တယ်သူတို့ပြောထားတဲ့ application ကိုတင်လိုက်တယ်တကယ်ကတော့အဲ့ဒါထက်ဆိုင်ရင်ကိုယ့် professor တယောက်ကနေပြီးတော့မှအရင်ဆုံးလက်ခံပေးပြီးတော့ကိုယ့်ရဲ့ research proposal professor နဲ့အပြန်အလှန်ပို့သူကအားနည်းချက်တွေပြောပြလိုက်မယ် proposal ကိုပြင်သူရဲ့ recommendation နဲ့သူရဲ့ suggestion သူရဲ့အကြံတွေကိုတုံးပြီးတော့မှ proposal ကိုတစ်ခါအားကောင်းအောင်လို့ polish လုပ်မယ်ဆိုလို့ရှိရင်ဒါအများကြီးပိုကောင်းတယ်အဲ့တော့ကျွန်တော်ဒါမသိခဲ့ဘူးပေါ့နော်နောက်တစ်ခုကကျတော့ဒီ professor ဆက်သွယ်တဲ့အခါမှာဂျပန်မှာကျတော့ဒီကျောင်းသားကိုဘယ်လိုလက်ခံလဲဆိုရင်ကျောင်းသားရဲ့ research interest က professor ရဲ့ research interest နဲ့တူတယ်ဆိုရင်ကျောင်းသားကိုလက်ခံကြတာများတယ်ကျွန်တော်ရဲ့ဆရာဆိုရင်သူ့ရဲ့ seminar မှာကျွန်တော်နောက်ထပ်မြန်မာအမတယောက်ရရှိတယ်ကျွန်တော်တို့နှစ်ယောက်လုံးမြန်မာလာဖြစ်တဲ့အခါကျတော့ဒီ conflict နဲ့ education နဲ့ဆိုင်တဲ့ပဋိပက္ခနဲ့ပညာရေးနဲ့ဆိုင်တဲ့အကြောင်းကျွန်တော်လုပ်ကြတယ်ဆရာကလည်းဒီ education emergency တို့ education conflict တွေနဲ့ပတ်သက်တဲ့ expert မှာသူက UNESCO Afghanistan တို့ UNESCO Jordan တို့နောက် UNESCO Timor Leste တို့မှာသူလုပ်ခဲ့တဲ့သူဖြစ်တယ်အဲ့တော့ကျောင်းရောက်မှဒါကိုကျွန်တော်သိရပါလေအဲ့တော့ဒီမတိုင်ခင်မှာကတည်းကကျောင်းမလျှောက်ခင်ကတည်းကကျောင်းမှာရှိတဲ့ဆရာမတွေရဲ့ list ကိုပြန်ကြည့်ပြီးတော့သူဆိုရင်တော့ငါနဲ့ကိုက်ညီမှုရှိမှာပဲသူဆိုရင်တော့ငါနဲ့ research interest စင်တူတာပဲအဲ့တော့သူ့ရဲ့ develop လုပ်မယ်ဆိုရင်သူ့ရဲ့ supervision အောက်မှာစာလုပ်မယ်ဆိုရင်အဆင်ပြေမှာပဲဆိုတာမျိုးကျွန်တော်တို့ကြိုပြီးတော့လုပ်ထားမယ်ဆိုရင်ပို့ပြီးတော့ကောင်းတယ်ပြီးတော့ကျောင်းဆရာတွေကိုစောလေးဆက်သွယ်မယ်ဆိုရင်ပို့ပြီးတော့ကောင်းတယ်နောက်တစ်ခုကကျတော့ဒါနဲ့ဆက်ပြီးတော့ပေါ့နော်ဥပမာကိုကအကျောင်းလျှောက်ခံဒီတစ်လလောက်မှဆက်သွယ်တာထက်ဆိုင်ရင်9 လ 6 လလောက်ကြိုပြီးတော့ဆက်သွယ်တာပို့ပြီးတော့ကောင်းတယ်တစ်ခါကြာရင်တချို့အရန်နာမည်ကြီးတဲ့ professor တွေဆိုရင်တစ်နှစ်လောက်ကတည်းကဘာမှမစခင်ကတည်းကဥပမာနောက်နှစ် September intake အတွက်ဒီလိုအချိန်လောက်ကတည်းကစာရေးဆက်သွယ်ရတဲ့ရှိရပေါ့။ဘာလို့သူတို့ CRC မှာက seminar တစ်ခုအကြောင်းသားဘလောက်ပဲလက်ခံမယ်။သူရဲ့ supervision အောက်မှာအကြောင်းသားဘလောက်ပဲထားမယ်ဆို limit ရှိတယ်။အဲ့တော့ limit ပြည့်သွားမှာဆိုလို့အရင်နာမည်ကြီးတဲ့ CRC ဆိုရင်တော်နိုင်များဆက်သွယ်တာမျိုးရှိတတ်တယ်။အဲ့တော့နောက်တစ်ခုကကျတော့ဗာလဲဆိုတော့ကျွန်တော်အစမှပြောခဲ့သလိုပဲဒီ research proposal ကအရင်အရေးကြီးတဲ့ application material ဖြစ်တယ်။အဲ့တော့ကျွန်တော်တို့ဒီဝယ်မရပေမဲ့ master တက်ခွင့်ရတယ်ဆိုတာကတနည်းပြောရမယ်ဆိုရင်ကျွန်တော်မှဘွဲတော့မရှိဘူးဒါပေမဲ့ကျွန်တော်မှဒီအလုပ်အတွေ့အကြုံရှိတယ် research နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒါတွေသိတယ်အဲ့ဒီအတွက်ကြောင့်မို့လို့ဒီအကြောင်းမှာဘွဲလွန်တက်ပြီးတော့ကျွန်တော်ဒီသုတေသနကိုလုပ်ချင်ပါတယ်ဆိုတော့မျိုး present လုပ်ပေးရတာပေါ့အဲ့တော့အဲ့ဒီဟာကတကယ်ဟုတ်လားမဟုတ်လားဆိုတော့မြင်မဲ့နေရာ research proposal ပဲအဲ့ research proposal ကအရင်အရေးကြီးတဲ့ application material ဖြစ်တယ်အဲ့ဒါနဲ့ဆက်ဆက်ပြီးတော့ပြောရမယ်ဆိုရင်ဒီကိုယ့်ရဲ့ဒီ research methodology သုတေသနနည်းနာနဲ့ပတ်သက်ပြီးတော့ academic writing နဲ့ပတ်သက်ပြီးတော့ပြန်များသိထားအောင်တေချာလေးသိထားအောင်လို့လုပ်တာပိုကောင်းတယ်ကျွန်တော်အဲ့လိုတော့ကောင်းတယ်ကျွန်တော်မသိခဲ့ဘူးပြီးတော့ကိုယ့်ရဲ့ proposal ကိုတက်နိုင်တဲ့များ polish လုပ်တာကောင်းတယ်ကျွန်တော်ရဲ့ proposal အရင်ဆုတ်ပြတ်ခဲ့တယ်အရင်ဆုတ်ပြတ်ခဲ့တယ်ကျွန်တော်အခုနေပြန်ဖတ်ရင်ကျွန်တော်သာ admission committee က professor ဆိုကျွန်တော်ဝင်ခွင့်မပေးဘူးအဲ့လောက်ထိဆိုတယ်နောက်တစ်ခုကကျတော့နောက်ဆုံးတစ်ခုကကျတော့ဘာလဲဆိုတော့ preparation လုပ်တဲ့အချိန်ပေါ့နော်အချိန်တေချာယူပြီးပြင်တာကောင်းတယ်ဘာလို့လဲဆိုတော့ဘွဲမရှိဘဲနဲ့ဘွဲလွန်တက်တယ်ဆိုတာကတမယိုးကြနေလည်းမဟုတ်ဘူးတမယိုးကြလမ်းကြောင်းမဟုတ်တဲ့အခါကျတော့ကျွန်တော်ပြင်ရဆင်ရမှာညားတယ်လောရမယ့် step တွေအများများတယ်အဲ့တော့အချိန်ပေးနိုင်တဲ့လောက်ပေးတာပိုကောင်းတယ်deadline fighter လောက်တာမျိုးကျွန်တော်အားမပေးဘူးကျွန်တော်ကိုယ်တိုင်ကားကြတော့ကျွန်တော်အဲ့ဒီ opportunity ရှိတယ်ဆိုတာကို preliminary screening အတွက် deadline မတိုင်ခင်တစ်ပတ်လောက်မှကျွန်တော်စသိတယ်အဲ့တော့ကျွန်တော်အကုန်လုံးတစ်ပတ်အတွင်းမှာပြင်ရတာအဲ့တော့တေးကြတယ်တစ်ပတ်အတွင်းမှာပြင်ရတဲ့ application material တွေဒီအဲ့လောက်ထိအားမကောင်းအဲ့တော့ကျွန်တော်ရဲ့ application material တွေကျွန်တော်ပြန်ကြည့်ရင်ငါဒီနေရာမှာတော့ဒီလိုလေး improve လုပ်လိုက်ရင်ကောင်းမှာပဲဒီနေရာမှာတော့ဒီလိုလေးပိုပြီးကောင်းအောင် polish လုပ်လိုက်ရင်ကောင်းမှာပဲဆိုတာမျိုးကိုကျွန်တော်တွေးမိရပေါ့လေနော်အဲ့တော့ဒါကတော့ကျွန်တော်မလျှောက်ခင်မှာကျွန်တော်ဒါတွေသိရင်ကောင်းပါပဲဆိုပြီးတွေးခဲ့တဲ့အရာတွေဖြစ်တယ်အဲ့တော့ဒီမှာလာတဲ့သူတွေကိုလည်းကျွန်တော်ဒါတွေသိစေချင်တယ်အဲကိုကရှောက်ဖို့စဉ်းစားထားရဆိုရင်အချိန်စောစားပါပြီးတော့ကိုယ့်ရဲ့ research နဲ့ academic writing skill ကိုအားကောင်းလုပ်ထားပါပြီးတော့ဒီ research proposal တေချာလေးပြင်ပါ professor တွေစီစော reach out လုပ်ထားပါအဲ့တော့
ဒီတော့တစ်ခုကျွန်တော်နောက်ထပ်disclaimer လုပ်ချင်တာကြောင့်ဗာလဲဆိုတော့ကျွန်တော်ကကျတော့ဒီ social science background ဖြစ်တယ်ကျွန်တော်ဒီ webinar မတိုင်ခင်မှာဒီမှာလာပြောမယ့်လာတက်မဲ့သူတွေရဲ့ဟိုဒီ profile academic profile ကျွန်တော်ကြည့်ဖြစ်တဲ့အခါမှာကြည့်ဖြစ်တဲ့အခါမှာဟိုအများစုက STEM background ကလာကြအများတယ်ပေါ့လေပြီးတော့အဲ့တော့ STEM ဘက်မှာgrad school ရှောက်ရတဲ့ experience တော့ကျွန်တော်မှမရှိဘူးဒီတော့ဒီထဲမှာပါတဲ့တချို့အတွေ့အကြုံတွေကsocial science humanities ဘက်နဲ့ပို့ပြီးတော့မှ relevant ဖြစ်တဲ့ဟာမျိုးတွေလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်ပေါ့နော်ဒါကျွန်တော်နည်းနည်းကြိုပြီးတော့ပြောပြထားတာပါအဲ့တော့ဟောပေါ့ခဏတော့ကျွန်တော်မော်လို့ရေးတောက်လိုက်အောင်ပဲဆိုတော့ဒီတိမေးချင်တဲ့သူတွေပါညာမေးခွန်းတွေပါညာရှိကြမှာဗျာကျွန်တော်ကြီးပဲပြောတာအရင်များသွားမှာဆိုလို့မေးခွန်းတွေပါရှိရဆိုရင်ကျွန်တော်ကိုမေးလို့ရပါတယ်နောက်ပေါ့ကျွန်တော်တခုနောက်ထပ်request လုပ်ချင်တာဘာလဲဆိုတော့ကျွန်တော်ကပုံမှန်စကားပြောရင်လည်းအရမ်းမြန်တယ်အရမ်းမြန်တယ်ပိုဆိုတာကကျွန်တော်အဲ့လိုမျိုး nervous ဖြစ်တဲ့အချိန်တို့နည်းနည်းလေးစိတ်လှုပ်ရှားတဲ့အချိန်တို့ဘာလို့ဆိုလို့ရှိရင်စကားပြောရတာပို့ပြီးတော့မှမထင်တာပဲပိုပဲမြန်သွားတတ်တယ်ပေါ့လေအဲ့တော့ကျွန်တော်ပြောနေရင်တန်လန်းမှာကျွန်တော်ပြောတဲ့ဟာတွေကအရမ်းမြန်နေတယ်နောက် live မမီဘူးအဲ့လိုမျိုးဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်ကိုrate send လုပ်ပြီးတော့ပဲဖြစ်ဖြစ်ဒါမှမဟုတ် chat ထဲမှာ message ပို့ပြီးတော့ပဲဖြစ်ဖြစ်မောင်လေးအရမ်းမြန်နေတယ်အကိုကြီးအရမ်းမြန်နေတယ်စသဖြင့်ကျွန်တော်ပြောလို့ရပါတယ် remind ပြန်လုပ်ပြလို့ရတယ်ပေါ့နော်အဲ့တော့ခုနကကျွန်တော်ကြောင်းဝင်ခွင့်ရခဲ့တဲ့အကြောင်းပြောပြီးသွားပြီဆိုတော့ကြောင်းဝင်ခွင့်ရပြီးတော့စဉ်းစားရတာဘာလဲဆိုတော့ဘယ်ဟာပတ်စံနဲ့ကြောင်းတက်မှာလဲပေါ့နော်ဘယ်ဟာပတ်စံနဲ့ကြောင်းတက်မှာလဲပေါ့အဲ့တော့ကျွန်တော်ရဲ့မိသားစုကလည်းအဲ့လောက်ကျွန်တော်မထောက်ပံ့ပေးနိုင်ဘူးမထောက်ပံ့ပေးနိုင်တော့ကျွန်တော် scholarship ရှာရတယ် scholarship ရှာရတဲ့အခါမှာကျွန်တော် private foundation တစ်ခုကိုကျွန်တော်ရှောက်ဖြစ်ခဲ့တယ်ဂျပန်နဲ့ပတ်သက်တယ်ဆိုရင်အများစုသိကြတဲ့ scholar Max ပေါ့နော်ဒီဂျပန်အစိုးရပေးတဲ့ Max ကို grant သိကြတယ်မသိရကြအများစုသိမသိတာဘာလဲဆိုတော့ဂျပန်နိုင်ငံမှာက private foundation နဲ့ scholarship foundation အများကြီးရှိတယ်အမျိုးမျိုးပေးတယ်အမျိုးမျိုးပေးတယ်ဆိုတာလာတင်ပေးရလဲရှိတယ်တခါတည်းမှာအပြီးပေးလိုက်တာလည်းရှိတယ်ဒါမှမဟုတ်6လတစ်ခါတစ်နှစ်တစ်ခါဆောက်ပြင်ပေးရလဲရှိသလိုmini stipend လိုမျိုး allowance လိုပေးတဲ့ scholarship တွေလည်းအများကြီးရှိတယ်အဲ့တော့ကျွန်တော်တို့ကကျွန်တော် scholarship နှစ်ခုလျှောက်ခဲ့တယ်ပထမတစ်ခုကကျတော့ဒီ Honjo International Scholarship Foundation ကပေးတဲ့ scholarship နောက်တစ်ခုကကျတော့ Rotary Yoneyama Memorial Foundation ကပေးတဲ့ scholarship ပေါ့နော်အဲ့တော့Rotary ကကျွန်တော်interview ထိရောက်ခဲ့တယ် interview ရောက်ပြီးတော့ interview မှာကျွန်တော်ရွေးမခံရဘူးဒါပေမဲ့ Honjo မှာတော့ကျွန်တော်အရွေးခံရတယ် Honjo ကကျတော့ဒီကျွန်တော်ရဲ့ဒီပညာသင်နှစ်နှစ်စလုံးအတွက်financial support လို့ပြောရမယ်အဲ့တော့ဒါနဲ့ပတ်သက်လို့ကျွန်တော်နောက်မှအသေးစိတ်ပြပြပေးပါမယ်အဲ့တော့ခွန်ကြိုကကြတော့ဒီအဓိက need based test ဆိုင်ဆို merit based တော့ပို့ပြီးတော့သွားတယ်academic background ကောင်းရှိရမယ်ပြီးတော့ဒီ achievement များရှိရမယ်နောက် research နဲ့ပတ်သက်ပြီးတော့တေချာလေးအားကောင်းကောင်းနဲ့လုပ်နိုင်တယ်ဆိုတဲ့ပုံစံမျိုး demonstrate လုပ်ပြနိုင်ရမယ်ပေါ့လေအဲ့တော့သူက master နဲ့ PhD အတွက်အဓိကပေးတယ်ပေးတဲ့ amount ကကြတော့နှစ် program တမားတွေအတွက်ဆိုရင်ကျွန်တော်ရန်2000 2,300,000 3နှစ်အတွက်ဆိုရင်2,100,000နဲ့9နှစ်အတွက်ဆိုရင်3,900,000ပေါ့နော်အဲ့တော့ကိုက master ဆိုရင်2နှစ်စာလျှောက်လို့ရတယ် PhD ဆိုရင်3နှစ်စာလျှောက်လို့ရတယ်ဒါမှမဟုတ်ဘဲနဲ့ master ရော PhD ရောအတွက်တက်ဖို့စဉ်းစားထားတယ်ဆိုရင်တစ်ခါနဲ့9နှစ်စာလျှောက်လဲရပါတယ်အဲ့တော့သူကတော့ဂျပန်စာတော့အခြေခံပြောဖို့လိုတယ်တချို့နေရာတွေမှာအင်္ဂလိပ်ကိုသုံးလို့ရတယ်ဆိုဂျပန်စာတော့အခြေခံတက်ဖို့လိုတယ်နောက်နှစ်တိုင်း April နဲ့ October မှာကျွန်တော်တို့ application ဖွင့်တယ် October ဆိုရင်နောက်နှစ် April intake အတွက် April ဆိုရင်နောက်ဒီနှစ် October intake အတွက်ပေါ့နော်အဲ့တော့acceptance rate ကတော့ကျွန်တော်0.5ကနေ1%အထိရှိတယ်တစ်နှစ်ဆိုရင်ကျွန်တော်လူ600 900လောက်ရှောက်ကြဆိုရင်600 900လောက်ကျွန်တော်ရွေးတယ်ပေါ့နော်မြန်မာကျောင်းသားတွေလည်းရဘူးတာ maybe 10ယောက်ကျော်တော့ရှိမှထင်ပါတယ်အဲ့တော့ကျွန်တော်ဘာပြောဖို့ကြံသွားအောင်မလဲဆိုတော့ဘာပြောဖို့ကြံသွားမလဲဆိုရင် okay အဲ့တော့ဒါတချို့မေးထားကြလို့ပေါ့နော်မေးထားလို့ scholarship နဲ့ပတ်သက်တဲ့ tips တွေပါပြောပြပေးပါဆိုရင်မေးထားတာရှိတဲ့အခါကျတော့ဘယ်လိုပြောရမလဲဒါကျွန်တော်ရဲ့အတွေ့အကြုံအပေါ်အခြေခံပြီးတော့မှကျွန်တော် points တချို့ထုတ်ထားတာပေါ့နော်ပထမတစ်ခုကကြောက်ပါလဲဆို self analysis လုပ်ပါကိုယ့်ရဲ့အားသာချက်အားနည်းချက်တွေကို identify လုပ်ပါနောက်တစ်ခုကကျတော့ဗာလဲဆိုတော့ဒီကိုယ့်ရဲ့ skill နဲ့ knowledge gap တွေကိုဖြည့်ထားပါ
နောက်တစ်ခုကကျတော့ဗာလဲဆိုတော့ဒီဟိုပေါ့ကိုကဘယ်နေရာမှာအားတာလဲဘယ်နေရာမှာအားနေလဲနောက်ပြီးတော့ကိုမှာလိုအပ်နေတဲ့ဟာတွေကဘာတွေဖြစ်မလဲဆိုတော့အချိန်ယူပြီးတော့မှအလုပ်လုပ်ပြီးတော့ဖြစ်ဒီပညာရေးလေ့လာပြီးတော့ဖြစ်ကျွန်တော်လုပ်ထားစေချင်တယ်နောက်တစ်ခုကကျတော့ဗာလဲဆိုတော့ဒီ experience တိစောက်ပါပေါ့နော်အဲ့တော့ဟိုခုနကပြောသလိုပဲဒီဘွဲမရှိဘဲနဲ့ master လျှောက်တယ်ဆိုတာကငါမှဘွဲလက်မှတ်တော့မရှိဘူးဒါပေမဲ့ master တက်ဖို့အတွက်လိုအပ်တဲ့တခြားအရေးအချင်းတွေရှိတယ်ဆိုတာမျိုးတက်တည်ပြနိုင်တယ်ဆိုရင်ရှောက်ခွင့်ရနိုင်မယ်လို့ကျွန်တော်ထင်တယ်အဲ့ဒါကိုမှတခြားသောဒီဘွဲရပြီးသားကျောင်းသားတွေနဲ့ရှင်နိုင်တဲ့ကျောင်းရဲ့ဝင်ခွင့်စံသတ်မှတ်ချက်နဲ့ညီတယ်ဆိုရင်ဝင်ခွင့်ရနိုင်လို့ကျွန်တော်ထင်တယ်အဲ့တော့ဟိုကို့မှာအရေးကြီးကျောင်းမတက်ထားဘူးဆိုပေမဲ့အရေးကြီးတဲ့ဟာကကျတော့ professional အတွေ့အကြုံရှိဖို့လိုမယ်လို့ကျွန်တော်ထင်တယ်နောက်တစ်ခုကကျတော့ဗာလဲဆိုတော့ကိုယ့်ရဲ့ဟိုအရေးချင်းတွေကိုအမြဲမပြတ်တိုးတက်အောင်လုပ်ဖို့လိုလိမ့်မယ်နောက်တစ်ခုကကျတော့ဗာလဲဆိုတော့ဟိုဒီ process ကအရန်ရှည်ကြနိုင်တယ်ပြီးတော့အရန်လည်းပင်ပန်းနိုင်တယ်အရန်လည်းဟိုစိတ်ညစ်စရာလည်းကောင်းသလိုစိတ်တက်ကြစရာလည်းကောင်းနိုင်တယ်ကျွန်တော်ဆိုရင်ဟိုညညအိတ်မပြောရတဲ့အချိန်တွေလည်းအများကြီးပဲရှိတယ်ဟိုငါရရောရပါမလားလောလုံးနိုင်ပါမလားဟိုငါလုံးနေတာတွေကမှန်ရောမှန်ရလားဆိုပြီးတော့မှပြန်တွေးဖြစ်ခဲ့တဲ့အချိန်လည်းရှိရပေါ့နော်ဒါပေမဲ့ဟိုကိုယ့်မှာဒီ goal တစ်ခုရှိရဆိုရင်ဒီ goal ကိုသွားဖို့အတွက် focus ရှိထားစေချင်တယ်ကျွန်တော်လည်းလွယ်တော့မလွယ်ဘူးဒါပေမဲ့လုံးနိုင်ကြမယ်လို့ထင်ပါတယ်ဒါတော့ကျွန်တော် scholarship preparation နဲ့ပတ်သက်လို့ share recommendation ပေါ့နော်မေးခွန်းတွေရှိရဆိုရင်ကျွန်တော် Q&A session မှာဆက်ပြီးတော့မေးလို့ရပါတယ်အဲ့တော့ဟိုအဓိက key insight ပေါ့နော်ကျွန်တော်ဘာတွေအဓိကပြောချင်လဲဆိုရင်စောစောစပါစောစောစအရင်အရေးကြီးပါတယ်အထူးသဖြင့် research proposal ပြင်ဖို့အတွက် CI နဲ့ဆက်သွယ်ဖို့အတွက်ကို့မှာဘာလို့လဲဆိုတာကိုသေချာသိဖို့အတွက်ဒီစောစောစတာအကောင်းဆုံးပါပဲနောက်ဒီ eligibility screening ကလည်းဒီ procurement process ကိုတစ်လတောင်မှ2လလောက်ကြာတတ်ပါတယ်နောက်တစ်ခုကတော့ research ပါ research ကိုတေချာလုပ်ပါ research ကအရင်အရေးကြီးပါတယ် research ဆိုရင်မှာ academic research လည်းအရေးကြီးတယ်နောက်ပြီးတော့ကိုတက်မဲ့ကြောင်းကိုတက်ချင်တဲ့ဘာသာရဲ့အတွက်ကိုဘယ်လိုအားမျိုးဆိုရင်ကိုအတွက်အဆင်ပြေမလဲဘယ်လိုဘာသာရဲ့မျိုးဆိုရင်ကိုနဲ့ကိုက်ညီမလဲကိုမှဒီဟာကိုတက်ဖို့တက်ဘယ်လိုအရေးချင်းတွေရှိလဲဆိုတာမျိုးကိုစဉ်းစားဖို့လိုတယ်ဒါမျိုး research လိုအပ်တယ်အဲ့တော့ဟိုတတိယတစ်ခုကကျတော့ဘာလဲဆိုတော့ဒီfunding ရှာတဲ့အခါမှာဒီ private foundations ကိုလည်းကျွန်တော်လိုက်ပြီးတော့ရှာစေချင်တယ်နောက်တစ်ခုကတော့ဒါဟိုပါပေါ့နော်အရေးကြီးဆုံးအချက်ဖြစ်တဲ့ဒီ professor တွေအရင်ဆက်သွယ်ပါဒီကျွန်တော်တို့လိုမျိုးဘွဲမရှိဘဲနဲ့တက်တဲ့ကျောင်းသားတွေအတွက်ဆိုရင် professor ရဲ့ support ကအရန်အရေးပါတယ်အရန်လည်းအရေးကြီးတယ်အထူးသဖြင့်ကျွန်တော်ထင်တယ် STEM back ကကျောင်းသားတွေဆိုရင်ပို့ပြီးတော့အရေးကြီးတယ်ဘာလို့လဲဆိုတော့ STEM back မှာရှိတဲ့သူတွေကျတော့ lab ထဲမှာဟို professor ရဲ့ bell lab မှာကိုယ် research လုပ်မယ်ဆိုတာမျိုးကို professor ကြိုလက်ခံတာမှပဲဟိုကိုယ့်ရဲ့ဝင်ခွင့်ရနိုင်ဖို့ကတေချာတဲ့လောက်ရှိတာပေါ့နော်အဲ့တော့ဆရာကြိုချထားပြီးတော့မှကိုယ့်အကြောင်းကိုမိတ်ဆက်ကျွန်တော်ဒီလိုလိုရှိတယ်ဒီ research ကိုလုပ်ချင်တယ်လက်ခံပေးပါဆိုပြီးဆရာနဲ့အပြန်အလှန်စကားပြောရင်းနဲ့မှကိုယ်နဲ့ကြိုက်တယ်ဆိုရင်ဒါအကြောင်းဝင်ခွင့်ရဖို့အတွက် chance ပိုများတယ်ပေါ့လေအဲ့တော့ဒါကျွန်တော်အကြိုက်ဆုံးခုတ်တွေတစ်ခုပါဟိုဘယ်လိုပြောရမလဲဒီကျွန်တော်ကိုယ်တိုင်လည်းဒီအခွင့်အရေးရခဲ့တယ်ဆိုတော့ကျွန်တော်အများကြီးကံကောင်းလို့လည်းပါတယ်ပြီးတော့ဟိုဘယ်လိုပြောရမလဲဆိုတော့ဟိုကျွန်တော်လည်းကိုယ့်ကိုမယုံခဲ့တဲ့အချိန်တွေရှိတယ်ဒါကြီးကဖြစ်ရောဖြစ်နိုင်ပါမလားဟုတ်ရောဟုတ်ပါမလားဆိုတာမျိုးအထူးသဖြင့်ကိုယ့်အရှိမဘယ်သူမှဟိုဘွဲမရှိပဲနဲ့ master ရဲ့ဝင်ခွင့်ရသွားတာမျိုးကိုတစ်ခါမှမကြုံဘူးတဲ့အခါကျတော့ဟိုငါလုံးနေရတာမှန်ရောမှန်ရဲ့လားဒီ process မှာငါတကယ်ရောရပါမလားဆိုတော့တန်တရားဝင်ခဲ့တဲ့အချိန်လည်းအများကြီးရှိရပေါ့နော်ဒါပေမဲ့ဟိုကျွန်တော် motivation ယူရခေါ်တစ်ခုပါဟိုon your path you are never done only redirected ဆိုတာကိုအခက်အခဲတွေရှိရဆိုရင်လည်းဟိုကိုယ့်ရဲ့အခက်အခဲတွေကဟိုကိုဒီ reject လုပ်တာမဟုတ်ဘဲနဲ့တခြားပိုကောင်းတဲ့တစ်ခုအတွက် redirect လုပ်သွားတယ်လို့ကျွန်တော်တွေးစိတ်ချင်တယ်ပြီးတော့အားလုံးလည်းဟိုကိုယ့်ရဲ့ academic endeavors မှာကိုယ့်ရဲ့ academic journey မှာကျွန်တော်ကောင်းစေချင်ပါတယ်ကျွန်တော် sharing လုပ်တာတော့ဒီလောက်ပါပဲကျေးဇူးအများကြီးတင်ပါတယ်ဟုတ်share လုပ်ပေးသွားတဲ့ကိုဟင်းမြောင်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ဒီ Q&A session မစခင်မှာပေါ့နော်အမတို့ကိုဟင်းမြောင်ပြောလို့ပဲအမတို့ဒီမှာဒီ IT ဘိုင်းကလာတဲ့အကြောင်းသားတွေလည်းအများကြီးရှိပါတော့အဲဒါကြောင့်မို့အမတို့ဒီနေ့ official speaker မဟုတ်ပေမဲ့အမဖိတ်ထားရပါတော့အမဒီ career မှာရှိပါတယ်ညီမလေးအိတ်လေးမို့ပေါ့ညီမလေးကကျတော့ဒီmachine learning ဘိုင်းဘက်နဲ့ပေါ့နော် IT ဘိုင်းဘက် STEM ဘက်ကသွားပါတော့ STEM ဘက်ကနေလိုမျိုးဒီ bachelor degree မရှိဘဲနဲ့ master ကိုဒီဂျပန်နိုင်ငံမှာပဲတက်လိုက်တာဆိုတော့ဒီညီမလေးကလည်းအများကြီး share လုပ်ပေးနိုင်မယ်လို့ထင်ပါတယ်ဟုတ်အားလုံးပဲမင်္ဂလာပါတကယ်ကြိုပြီးပြင်ဆင်ထားတာမျိုးတော့မရှိဘူးပေါ့နော်ဒါပေမဲ့အမကအချင်းကျုံနည်းနည်းလေးပြောပြချင်တယ်ပေါ့နော်အမကတကယ်တော့
ဟိုပြောမယ်ဆိုရင်ဟိမင်းကြောက်ဟိမင်းနဲ့အရင်ဆုံးဒီဟိမင်းသွားခဲ့တဲ့ pathway ကိုတည်ပြီးတော့အမလိုက်လျှောက်ခဲ့တဲ့ထဲမှာပါတယ်ပေါ့နော်အဲ့တော့အမကကျတော့ bachelor ကိုဒီမြန်မာပြည်ကရန်ကုန် Cyber City မှာပေါ့နော် 4th year ထိပြီးခဲ့ရပေါ့နော်မဲ 5th year မှာအမကျောင်းနားလိုက်တယ်နားပြီးတော့ခါကျတော့ဟိုတခြား bachelor ဆက်မတက်ဖြစ်ပဲနဲ့အလုပ်ငန်းဝင်တွေကိုတော့ဝင်လိုက်တယ်ပေါ့နော်အဲ့ဒါပြီးတော့အခုအမလည်းကျောင်းတက်ချင်တာနဲ့ပေါ့နော်အဲ့လိုရှာရင်းနဲ့ bachelor ကနေတော့စပြန်ပြီးတော့မတက်ချင်ဘူးအမရဲ့အမကလည်း4 နှစ်တောင်ပြီးထားပြီဆိုတော့ခါကျတော့အဲ့နဲ့ဟိမင်းနဲ့တွေ့ပြီးတော့ခါကျတော့ဒီလိုမျိုးနီလန်းရှိရပဲဆိုပြီးတော့အမလည်းစပြီးတော့ try ကြည့်ခဲ့ရပေါ့နော်ဒါပေမဲ့အမကကျတော့ဘယ်လိုပြောရမလဲအရင်မကြလိုက်ဘူး process ကဘာလို့ဆိုတော့ရှေ့မှာလည်းဟိမင်းရှိရယ်ဆိုတော့ခါကျတော့အမချက်ချင်းပဲအကြောင်းနေရှာရယ်ရှာရင်းနဲ့မှာဖြစ်ချင်တော့အမကန်ကောင်းချင်တော့ပေါ့နော်အမရဲ့ဒီ bachelor တုန်းကကျောင်းမှာရှိအမ senior အမကဒီအခုအမတက်နေတဲ့ Akita University ပေါ့နော် Akita University မှာသူကဒီဆရာမလုပ်နေတာပေါ့နော်အဲ့ခါကျတော့အမရဲ့အကူအညီနဲ့ပဲအမတခြားနာကိုယာ University ကိုလည်းမေးတယ်နောက်ပြီးတော့နောက်ထပ်2ကျောင်းလောက်ပေါ့နော်အမတက်ချင်တဲ့ကျောင်းတွေရှာပြီးတော့အဲ့လို email ပို့တာဆက်သွယ်တာမျိုးလုပ်ခဲ့ပေမဲ့အဲ့မျိုးတကယ်နောက်ဆုံးတက်ဖြစ်သွားတာကြတော့အမနဲ့ဆက်သွယ်မိပြီးတော့ခါကျတော့အမက professor ကိုမိတ်ဆက်ပေးရပါတော့အမကကျတော့ဟိမင်းရဲ့နီလန်အရာဆိုလို့ရှိရင်ဟိမင်းပြောတဲ့အထက်မှာဆိုလို့ရှိရင်အမဒီ second pathway ဒုတိယနီလန်ပေါ့နော် formal 15 years of education နဲ့သွားတဲ့အထက်မှာပါတယ်ပေါ့နော်အဲ့ခါကျတော့အမကအဲ့တော့ဒီအမရဲ့မိတ်ဆက်ပေးရနဲ့ supervisor ရှာပြီးတော့ခါကျတော့ဒီကျောင်းက professor နဲ့မိတ်ဆက်ပေးပြီးတော့အမ supervisor ကို email ပို့တယ်ဆက်သွယ်ပြီးတော့ခါကျတော့ supervisor ကလက်ခံတာနဲ့ဝင်ခွင့်ရပါပေါ့နော်အခုလောလောဆယ်ရောအမ Akita University မှာ master တက်နေရပေါ့နော်အဲ့တော့အမက STEM fee ဖြစ်တဲ့အတွက် STEM fee နဲ့ပတ်သက်ပြီးတော့လိုအပ်တာမျိုးသိချင်တာမျိုးဒါမှမဟုတ်ဟိုလျှောက်ချင်တယ်ဆိုလို့ရှိရင်လည်းအမကူညီပေးလို့ရရပေါ့နော်အဲ့ဟာလာပြီးတော့မေးလို့ရပါတယ်ဟုတ်ဒီလောက်ပါတခြားတော့မရှိပါကျေးဇူးပါဟုတ်အမအိတ်လေးမို့တော့လည်းကျွန်တော်အများကြီးဝမ်းသာပါတယ်ပြီးတော့ခုံလည်းယူပါတယ်လို့အခုအရင်ကဆိုရင်ကျွန်တော်ဘယ်လိုပြောရမလဲအဖော်မရှိသေးဘူးပေါ့နော်ပြောချင်တာကျွန်တော်တယောက်ပဲရသေးတယ်ဆိုတော့ဒါပေမဲ့နောက်ပိုင်းကျတော့တကယ်ကပြောရမယ်ဆိုရင်ဒီနောက်ပိုင်းမှာအခု2025မှာ2ယောက်ဖြစ်သွားပြီပေါ့နော်အမရဲ့ကျွန်တော်2ယောက်ဖြစ်သွားပြီဘယ်မရှိပဲနဲ့ကျွန်တော်ဒီဘက်မှာဆိုတော့2ယောက်ရှိသွားပြီနောက်ဒီကြားထဲမှာလည်းကျွန်တော်တငယ်ချင်းတွေနောက်ပြီးတော့ဒီအမားတွေထဲမှာကျွန်တော် Nagoya University ကိုရှောက်တာ2ယောက်ရှိတယ်နှစ်ယောက်စလုံးက preliminary screening အောင်တယ်ဒါပေမဲ့တစ်ယောက်ကကျတော့ interview မဖြေဖြစ်လိုက်ဘူးတစ်ယောက်ကကျတော့ interview မှာကျွန်တော်ရွေးမခံရဘူးပေါ့လေအဲ့တော့ပြောချင်တာကဒီဂျပန်မှာရှိတဲ့ကျောင်းတွေတော်တော်များများကpreliminary exam အဆင့်အထိကိုတော့တော်တော်များများကလိုက်ရောလုပ်ပေးကြတယ်ဘာလို့လဲဆိုတော့သူရဲ့ဒီဥပဒေအရာမူဝါဒအရာကိုကျောင်းသားတစ်ယောက်ကဒီ bachelor မရှိဘူးဆိုလဲ grad school ပေးတတ်တယ်ဆိုတဲ့ပုံစံမျိုးကိုလောက်ထားတာဖြစ်တယ်ပေါ့လေနောက်ဥပမာအနေနဲ့ထပ်ပြောရမယ်ဆိုရင်ဒါကဂျပန်ရဲ့ဒီflexibility ကကြတော့ master level မှာလည်းမဟုတ်ဘူးကျွန်တော် PhD ဆိုလို့ရှိရင်လည်းmaster မရှိဘဲနဲ့ PhD ဝင်ခွင့်ရပါတယ်ကျွန်တော်မှရှိတယ်ဥပမာပြောရမယ်ဆိုရင်ကျွန်တော်ရန်ကုန်တက္ကသိုလ်က chemistry ရထင်တယ်အဲ့ဒီ senior အမတယောက်ကသူက master second year ကိုတက်နေတာဒါပေမဲ့2021ခုဖြစ်တဲ့အချိန်မှာကျောင်းဆက်မတက်ဖြစ်တဲ့အခါကျတော့ thesis မတင်လိုက်ရဘူးမတင်လိုက်ရတော့ master မရသွားဘူးဒါပေမဲ့သူအခု PhD တက်နေတဲ့ကျောင်းက professor ကသူဆက်သွယ်တဲ့အခါမှာသူ့ကိုအဲ့စာတန်းသူ့ရှိမှဖတ်ခိုင်းတယ်ဖတ်ခိုင်းပြီးတော့သဘောကျတဲ့အခါကျတော့သူ့ရဲ့ lab မှာကျောင်းသားတွေလက်ခံတဲ့အခါကျတော့ master မရှိပေမဲ့လည်း PhD တက်သွားတာမျိုးရှိပါတယ်အဲ့တော့ဒီ pathway ကဘယ်လိုလူတွေအတွက်အဆင်ပြေနိုင်မလဲဆိုရင်ကျွန်တော်ထင်တယ်အကယ်၍ bachelor မရှိဘူးဆိုပေမဲ့ဒီတက်ဆိုင်တဲ့လုံလောက်တဲ့ work experience တေချာရှိရဲဆိုရင်ကျွန်တော်တို့ရှောက်လို့ရနိုင်တယ်နောက်ပြီးတော့မှbachelor မရှိသေးပေမဲ့ကျောင်း4နှစ်ပြီးထားပြီဆိုတဲ့လူတွေလည်းရှောက်လို့ရနိုင်တယ်ပေါ့နော်အဲ့တော့ဒီလက်ကျောင်းကတော့ဘယ်လိုပြောရမလဲဆိုတော့ရှောက်တဲ့သူတိုင်းရနိုင်မယ်တော့မဟုတ်ဘူးဒါပေမဲ့ဖြစ်နိုင်တယ်လို့ကျွန်တော်ယူဆတယ်ဘာလို့လဲဆိုတော့ကျွန်တော်လုပ်ခဲ့တဲ့ step တွေအကုန်လုံးကလူတိုင်းလုပ်လို့ရတဲ့ဟာတွေပဲလူတိုင်းလုပ်လို့ရတယ်ဆိုတာကဒါလုပ်ခွင့်ရဖို့လည်းလူတာပေါ့နော်ဒါပေမဲ့research အကြောင်းတွေသင်တာနောက်ပြီးတော့မှကိုယူချင်တဲ့ major နဲ့သက်ဆိုင်တဲ့လုပ်ငန်းခွင့်အတွေ့အကြုံရှူတာဒါမျိုးတွေကစူးစမ်းမယ်ဆိုရင်ကျွန်တော်အခွင့်အရေးတစ်ခုမဟုတ်တစ်ခုတော့ရနိုင်ဘူးမှာအလုပ်ငန်းခွင့်ကနေသင်ယူတာတော့ဒါမှမဟုတ်ကိုယ့်အနေနဲ့ပေါ်ပြင်မှာ research တွေပြန်တင်တာအဲ့အနေပြီးတော့မှတစ်စင်လုပ်ငန်းခွင်အတွေ့အကြုံယူပြီးတော့မှ master အတွက်ပြင်ဆင်တာဒါမျိုးတွေလုပ်မယ်ဆိုလို့ရှိရင်ဖြစ်နိုင်တယ်လို့ကျွန်တော်ပြောလို့ရတယ်အထူးသဖြင့်ဒီကိုယ့်ရဲ့ undergrad မှာသင်ခဲ့တဲ့ဘာသာရပ်နဲ့
post grad မှာတင်တဲ့ဘာသာရပ်ကဆက်ဆက်မှုရှိတယ်ဆိုရင်ပို့ပြီးတော့မှ chance များမယ်လို့ကျွန်တော်ထင်ပါတယ်ဒါတော့ကျွန်တော်အမြင်လေး sharing လုပ်ပေးရပါ ဟုတ်တယ်အမလည်းလို့တိုင်း discussion ပုံစံမျိုးသွားလိုက်မယ်နော်အမဟိုဘယ်လိုပြောမလဲအမတခြားနိုင်ငံတွေရဲ့ဟိုကတော့မသိပေမဲ့ဒီဂျပန်ရဲ့ဒီ education နဲ့ပတ်သက်တဲ့ကချာနည်းနည်း flexible ဖြစ်တယ်လို့ခံစားရတယ်ပေါ့နော်အဲ့လိုမျိုးတခြားမှာရောအဲ့လိုမျိုး master တွေ PhD တက်လို့ရနိုင်မရနိုင်မသိပေမဲ့ဒီမှာအမရဲ့အတည်ထဲမှာလည်းအဲ့လိုမျိုးဒီ master မရှိဘဲနဲ့ work experience နဲ့ PhD တက်တဲ့သူတွေလည်းရှိရပေါ့နော်အဲ့တော့အဓိကတော့ work experience ရဲ့နောက်ပြီးတော့ portfolio တော်တော်ဟိုကောင်းကောင်းရှိထားမယ်ဆိုလို့ရှိရင်တော်တော်အဆင်ပြေမယ်လို့ထင်တယ်ပေါ့နော်ကိုကဟိုဒီ education background အရင်ဟိုဟာမဖြစ်ဘူးဆိုရင်တော့ကိုလုံးနိုင်တဲ့ဟာတွေကိုချပြမယ်နောက်ပြီးတော့ဟိုတေချာလေး work experience ယူထားမယ်ဆိုလို့ရှိရင်တော့ဟိုဘယ်လိုပဲဖြစ်ကိုတက်ချင်တဲ့ဟာမျိုးရှောက်ကြည့်ပေါ့နော်ရှောက်ကြည့်ပြီးတော့ရနိုင်မယ်လို့တော့ထင်တယ်ပြီးတော့ဟင်းမင်းကိုပြောရမှာအမအခုအတူတူရှောက်တဲ့နောက်ထပ်တငယ်ချင်း2ယောက်လည်းရှိသေးတယ်ပေါ့နော်သူတို့လည်းရသွားတယ်ပေါ့နော်ဒါပေမဲ့တယောက်ဒီကဘက်စလာမရှိပဲရသွားတာကတော့1ယောက်တည်းပေါ့နော်အဲ့လိုအမအခုအတူတူရှောက်တာ3ယောက်ပေါ့နော်အခုမှစာရှောက်ခဲ့တာဒါပေမဲ့အမတို့2ယောက်ပေါ့အမတငယ်ချင်းလည်းအမနဲ့အတူတူပဲဘက်စလာမရှိဘူးဒါပေမဲ့အဲ့လိုပဲ work experience နဲ့နောက်ပြီးတော့အဲ့လိုဟို portfolio ဟိုနည်းနည်းပြင်ထားပြီးတော့ရသွားတယ်ပေါ့နော်ဟုတ်အကြောင်းနဲ့ပဲလားပါဟမ်အမနဲ့အကြောင်းတူတူပဲလားဟုတ်တယ်ကျောင်းတူတူပဲဟုတ်အော်အမတို့အခု Akita University မှာပဲဟုတ်ရပါတယ်3ယောက်တော့ရှိသွားပြီပေါ့နော်လောလောဆယ်တော့ဟုတ်တယ်3ယောက်တော့ရှိပါတယ်အဲ့တော့အဲ့လိုမျိုးဟိုကျောင်းဘလိုပဲဖြစ်မြန်မာပြည်ကအခုလိုအခြေအနေနဲ့ဆိုလို့ရှိရင်အဲ့လိုကျောင်းသားထားတဲ့သူတွေအများများတယ်ပေါ့နော်အဲ့တော့အမဟိုဒီမှာလာဂျိုင်းစေခြင်းနဲ့စူးစမ်းကြည့်စေခြင်းနဲ့ပေါ့နော်အဲ့လိုမျိုးဟုတ်ကျွန်တော်တို့ရှောက်ဖို့တော့အားပေးပါတယ်ဘာလို့လဲဆိုတော့ဟိုရှောက်ရင်ကြတော့ရတာနဲ့မရတာနှစ်ခုဖြစ်နိုင်တယ်ပေါ့နော်ရတာလည်းတော်တယ်မရတာလည်းမရှောက်ရင်ကြတော့မရတာပဲသိကြတယ်အဲ့တော့ဒီသားပြီးတော့ကျွန်တော်ရှောက်ကြည့်သေးခြင်းနဲ့အနည်းဆုံးတော့ကိုအကျွေးမခံရအောင်ဆိုရင်တော့မှငါဘာတွေလုပ်နေလဲ research မှာအားနည်းချက်ရှိရလား interview ဖြစ်ပြီးတဲ့အခါမှာ interview မှာအားနည်းချက်ရှိရလားဒါမှမဟုတ်ရင်လုပ်ငန်းပြင်ရေးကြုံမှာလိုအပ်ချက်ရှိရလားစသဖြင့်တစ်ခုမဟုတ်တစ်ခုတော့ကိုယ့်ကိုပြန်ပြီးတော့ဒီ process တစ်လျှောက်လုံးမှာသုံးသပ်မိသွားမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့အားလုံးတော့ဟိုဖြစ်နိုင်မယ်ဆိုရင်ရှောက်ကြည့်စေခြင်းနဲ့ကို့မှာလည်းလုံလောက်တဲ့ဟိုအလုပ်အတွေ့အကြုံရှိရပြီးတော့နောက်သူတည်တနာလည်းကိုလုံနိုင်တယ်ဟိုဘွဲမရှိပေမဲ့ master တက်ဖို့အတွက်လုံလောက်တဲ့အရေးချင်းရှိရလို့ကိုယ့်ကိုခံစားရရင်ဟိုရှောက်ကြည့်စေခြင်းနဲ့အကယ်၍ဟိုလုံးဝဒါငါရမှတေးကြရဲဆိုစိတ်မရှိဘူးဆိုတော့မှရနိုင်မလားမသိဘူးဆိုတော့အတွေ့မျိုးတွေးမိတဲ့အနေထားရောက်ပြီဆိုကျွန်တော်ရှောက်ကြည့်စေခြင်းနဲ့ပေါ့နော်ဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းရနိုင်မလားမသိဘူးဆိုပြီးတော့ရှောက်ကြည့်တာအမလည်းရနိုင်မလားမသိဘူးဆိုတာနဲ့ရှောက်ကြည့်လိုက်တာပေါ့ရှောက်ကြည့်ပြီးတော့ရသွားတယ်ဆိုရသွားတယ်ပေါ့အဲ့တော့ဟိုဖြစ်နိုင်မယ်ဆိုရင်တော့ဟိုခုနကပြောတဲ့အချက်တွေနဲ့ကြိုက်တယ်ဆိုရင်ကျွန်တော်စူးစမ်းကြည့်စေခြင်းနဲ့ရှောက်ကြည့်စေခြင်းပါတယ်တခုသိချင်လဲမတို့လာမေးလို့ရတယ်ပေါ့နော်ကျွန်တော်မေးလို့ရပါတယ်ဟုတ်အဲ့ဆိုတခြားဟိုမေးခွန်းတွေရှိကြမလားမသိဘူးเนาะမေးချင်တဲ့သူတွေresearch လုပ်ပြီးတော့မေးလို့လည်းရတယ်ဒီ chat box ထဲမှာမေးလို့လည်းရတယ်ဟုတ်ကျွန်တော်စကားပြောဖို့တော့အားပေးပါတယ်ဟုတ် research လုပ်ထားတယောက်ရှိတယ်ဟုတ်ညီမလေးလာမသိငင်းဆိုရင်ညီမမေးလို့ရပါတယ်ဟုတ်ကဲ့ဟုတ်အရင်ကလည်းရရပညာရေးပတ်သက်လို့ပြောကြပါမယ်ကျွန်တော်ကဟိုဒါပေမဲ့ဆရာကြီးရဲ့နောက်ပိုင်းမှာဟိုဒီအဲ့ဒီပြီးတာပေါ့နော်ဒီဒီလိုမှယူလိုက်တယ်နော်ဒီလိုမှပြီးတဲ့အချိန်မှာအပြင်ကဆက်ပြီးတော့ဒီကုနာဆိုင်ရဲ့ဒီ IT ဆေးစာတွေဆက်ပြီးတာနေအချိန်မှာလည်းညီမဒီလိုမှပဲပေါ့နော်ဒီမှာဒါပေမဲ့အခုရမယ့်ဟာဒီလိုမှဆိုရင်ညီမကဒါတစ်နှစ်တောင်ဟိုအရှိမရ2နှစ်ကြာနေရတဲ့ခုလုံးကညီမဒီလိုမှဖြစ်နေပေါ့နော်ဟိုအကိုပြောလို့လေဟို၄နှစ်တို့ပါတော့အဲ့လိုပေါ့နော် bachelor degree အဲ့လိုမျိုးတော့မဟုတ်ဘူးညီမဒါပြီးလို့ရှိရင်လည်းညီမအဲ့လိုပေါ့နော်လုံးလို့တော့စမ်းထားတယ်ဒါပေမဲ့ညီမဒီကပေါ့နော်စဉ်းစားပြီးရကြတော့ဒီနေ့ကကျောင်းပြန်တက်ဖို့ကိစ္စလေးစဉ်းစားထားတယ်ပေါ့အဲ့ဒါလို့ရှိရင်ကိုဆက်မှပြောလို့ညီမတို့ပြည်နိုင်တဲ့ခေါင်းကညီမလေးအဲ့လိုပေါ့နော်ဟိုကြီးလာမယ်အသက်တွေပါနေလဲဆိုတော့ဟိုပြန်ပြီးတော့ဆက်လာမှပြန်မစကြဘူးပေါ့နော်အဲ့လိုဆိုတော့ဟိုဒီလိုညီမကပြည်နိုင်ရှင်အဲ့လိုပေါ့တို့တန်းနေပုံဖြစ်နေတယ်အဲ့လိုညီမအနေနဲ့ပေါ့အဲ့လိုပေါ့နော်ဒါပေမဲ့အခုဆိုရင်တော့ညီမတို့ဒီအခုကဆိုင်မှာဆိုရင်ညီမတို့ research paper တွေပါအဲ့ဒီလုပ်နေရတော့ရှိရပေါ့နော်ပြီးတော့ဟိုဆက်ပြီးတော့လည်းဟိုအလုပ် experience တွေကြည့်ဖို့လေးရှိရတော့ဟုတ်အဲ့လိုဆိုရင်ဟိုပြီးတော့ဒီလည်းကိုယ်တိုင်လည်းဆက်ပြီးကြိုးစားပါမှဖြစ်တော့တာအဲ့ညီမဘက်ကပေါ့နော်အဲ့ဆိုလို့ရှိရင်ဟိုဒီဆောင်းလို့အဆင်ပြေနေတာပေါ့နော်အကိုဘက်ကတော့ဟိုညီမရဲ့အပင်နိုင်တဲ့ပတ်သက်ကိုလုံးနေလို့အကျန်ပြီးကြအောင်ဒီမှာဟိုအနေနဲ့ဘလုံးမလို့ဖြစ်တယ်ဒါပေမဲ့ဟိုကျွန်တော်
ကျွန်တော်ဖြေလို့ရသလောက်ကျွန်တော်ဖြေကြည့်ရတော့ပြီးတော့ IDP ကဆိုတော့ကျွန်တော်အများကြီးတော့လည်းဟိုပြောတော့မပြောတော့ဘူးအဲ့လေအမလည်းထင်တာလေးပြောလို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ဟိုပေါ့နော်ကေရှောက်ကြည့်နေဆိုရင်နံပါတ်1ကဘာလို့လဲကျွန်တော်ရှောက်ကြည့်လိုက်ဖို့အကြံပေးခြင်းတယ်ဘာလို့လဲဆိုတော့ဒီကျောင်းတွေကဝင်ခွင့်ပေးနိုင်မပေးနိုင်ဆိုတာကျတော့ဒီကျောင်းတွေရဲ့ admission committee တွေကပဲဆုံးဖြတ်မှာဆိုတော့ဒါသူတို့စီကရတဲ့ information ကအမှန်ဆုံးဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ကို့မှာ work experience လည်းခုနကျွန်တော်ကြားတိချာနည်း live မိတလောက်ဆိုရင်အလုပ်အတွေ့အကြုံလည်းထိုက်လုံလောက်ရှိနေပြီလို့ကျွန်တော်ယူဆတယ်ပြီးတော့ diploma လည်း2ခုဆိုတော့ဒီ theoretical knowledge ကလည်းအတိုင်းအတာတစ်ခုတည်းရှိရလို့ကျွန်တော်ထင်တယ်အဲ့တော့ကိုယ်အနေနဲ့ပေါ့နော်တခုပဲကျွန်တော်တို့ master ရှောက်ဖို့အတွက်ကကြာ research proposal တင်ရတယ်diploma မှာကျတော့ကျွန်တော်နားလည်တော့ diploma တန်းနေမှာက research ကိုအလောက်ကြီးဦးစားမပေးဘူးနောက်ပြီးတော့ဒီလုပ်ငန်းခွင့်အတွေ့အကြုံဆိုတဲ့နေရာမှာကျတော့ဒါက research ကိုအသားပေးတဲ့လုပ်ငန်းခွင့်လားဒါမှမဟုတ်ရင်ဒီ practical ကိုဦးစားပေးတဲ့လုပ်ငန်းခွင့်လားဆိုတော့ကျွန်တော်မပြောတတ်ဘူးပေါ့နော်အဲ့တော့ကို့မှာလုပ်ငန်းခွင့်အတွေ့အကြုံလည်းရှိတယ်နောက် theoretical knowledge လည်းရှိတယ်ဆိုရင်ကျွန်တော်ကျောင်းကိုဆက်သွယ်စေချင်တယ်academic နဲ့ပတ်သက်ပြီးတော့ကို့မှာတော့ဒါတွေရှိတယ်လုပ်ငန်းခွင့်တွေစုံဒါတွေရှိတယ် CV ပြလို့ရတယ် portfolio တွေပြလို့ရတယ် project တွေလုပ်ပြီး project တွေရှိရင်ပြလို့ရတယ်နောက်ပြီးတော့ research ပေါ့နော် research ကကြတော့ဒီကိုဘွဲလွန်တက်တဲ့အခါမှာဘယ်လို research မျိုးလုပ်ချင်လဲပြီးတော့ဆရာတွေလည်းလိုက်ကြည့်ပေါ့နော်ကိုယ့်ရဲ့ research ကို support ပေးနိုင်တဲ့ဆရာဘယ်သူရှိမှထင်တယ်ပေါ့အဲ့ဒါဆက်သွယ်ပြီးတော့ကျွန်တော်ကျောင်းရဲ့ admission committee ကိုအရင်ဆက်သွယ်ကြည့်သေးတယ်အဲ့တော့ဝင်ခွင့်ပေးမလားမပေးဘူးလားကိုယ့်ရဲ့အနေထားကရှောက်လို့ရမလားမရဘူးလားဆိုတော့ကျောင်းတွေကအတိအကျပဲဖြစ်လိမ့်မယ်ထင်တယ်အဲ့တော့ကျွန်တော်ကျောင်းတွေကိုဆက်သွယ်ဖို့ပဲကျွန်တော်အကြံပေးချင်ပါတယ်ညီမလေးကိုပြောချင်တာရှိသေးလားဟုတ်ကဲ့မရှိတော့ပါဘူးရှင်ကျေးဇူးတင်ပါတယ်ဟုတ်နောက်ထပ်အကောင့်ကG ဆိုတဲ့ participant ပေါ့မလေးညီမလေးညီမမေးချင်တာကြောင့်လေအကိုဟိမရအောင်မေးချင်တာကြောင့်ဒီ proposal ရေးတဲ့အခါမှာကျတော့လေဘယ်လိုမျိုးစဉ်းစားလို့ရနိုင်လဲပေါ့နော်အဲ့ဒါကျတော့ကိုရှော့ရှင်တဲ့ major နဲ့ပြောကြတော့ဒီသူတို့စီက department တွေမှာရှိရဘယ်လိုမျိုးသူတို့ကဘယ်လိုမျိုးthesis ပုံစံမျိုးရေးရလဲဘယ်လိုမျိုး research တွေလုပ်လဲဆိုတော့အရင်ဆုံးစုံစမ်းတင်လာပေါ့နော်အဲ့ဒါနဲ့ကိုစိတ်ဝင်စားတဲ့ဟာကိုအရင်ဆုံးတိုက်တယ်စဉ်းစားတဲ့အခါမှာအဲ့လိုမျိုးစဉ်းစားတင်လာပေါ့နော်ပြီးတော့ကျတော့ professor ကိုအဲ့လိုမျိုးကိုစိတ်ဝင်စားတဲ့ဘာသာရပ်ပေါ်မှာမူတည်ပြီးတော့ professor ကိုရွေးတင်တာလားဆက်သွယ်တင်တာလားဆိုတာလေပထမဆုံးအဲ့ proposal ရေးရှင်းကပ်ပုံနဲ့ပတ်သက်ပြီးတော့သိချင်တာပါရှင်ညီမလည်းsocial science field ကပါပဲကိုဟုတ်ဘယ်လိုလုပ်တင်လဲဆိုတော့ကျွန်တော်လုပ်ခဲ့တဲ့ဟာလေးပဲကျွန်တော်ပြောပြနိုင်မယ်နော်ဘာလို့လဲဆိုတော့တယောက်နဲ့တယောက်experience ချင်းလည်းမတူတော့တလို့ဘယ်လိုပြောရမလဲ preference ချင်းလည်းမတူတော့ထင်တယ်ဒါပေမဲ့ကျွန်တော်ကကြတော့နံပါတ်1ချက်ကျွန်တော်စဉ်းစားတာကြတော့ကျွန်တော်တကယ်စိတ်ဝင်စားတဲ့ဟာဖြစ်ရမှာပေါ့ဘာလို့လဲဆိုတော့professor တွေနဲ့ဘယ်လောက်ပဲနီးကက်အလုပ်လုပ်ရပါတယ်ပြီးတော့ဒီနှစ်အတွင်းမှာဒီ research ကိုအထူးကလုပ်မှာပို့ဖြစ်တယ်အချိန်ပြေးစာဖတ်အချိန်ပြေးစာရေးအချိန်ပြေးစကားတွေပြောအချိန်ပြေးလေ့လာပြီးတော့သူတေသနာလုပ်မှာကျွန်တော်ကိုယ်တိုင်ဖြစ်တယ်အဲ့တော့နံပါတ်1ချက်ကကိုယ်တကယ်စိတ်ဝင်စားတဲ့ဟာဖြစ်ရမယ်နံပါတ်2အချက်ကကြတော့ခုနကပြောသလို professor ကလည်းကိုယ် support ပေးနေတဲ့ဟာမျိုးဖြစ်ရမယ်ပေါ့နော်အဲ့တော့maybe ဒီနှစ်ခုကြာမှာ common ground တစ်ခုရှာပြီးတော့မှနည်းနည်းလိုက်ပြီးတော့ညှိပေးရတာမျိုးလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါပေမဲ့ နံပါတ်1ကျွန်တော်တို့အရေးကြီးတာကိုတကယ်စိတ်ဝင်စားတဲ့ဟာဖြစ်ရမယ်မဟုတ်ရင်ကြတော့ကို survive လုပ်နိုင်မှာမထင်ဘူးကို survive မလုပ်နိုင်ဘူးဆိုရင်ဘယ်လောက်ပဲကျွန်တော်ရဲ့ professor ရဲ့ support ရတယ်ပြောတကယ်တမ်းဒီ research လုပ်တဲ့အခါမှာအရေးကြီးဆုံးကကိုယ့်အနေနဲ့ကိုယ်ပဲကျွန်တော်လုပ်ရတာများတယ်ပေါ့နော်အဲ့တော့ကိုစိတ်ဝင်စားတဲ့ခေါင်းစဉ်ဖြစ်ရမယ်အဲ့ဒါကိုမှ professor ရဲ့ expertise ပေါ်မူတည်ပြီးတော့မှနည်းနည်းပပအတိုးရှော့လုပ်တာမျိုးဖြစ်ကောင်းဖြစ်လိမ့်မယ်ထင်တယ်ဥပမာဆိုရင်ကျွန်တော်ကဒီထိုင်းနဲ့မြန်မာနယ်စပ်မှာရှိတဲ့ migrant ကျောင်းသားတွေရဲ့education challenge အကြောင်းလုပ်တာပေါ့ဒါပေမဲ့ကျွန်တော်လုပ်ချင်တာကထိုင်းမြန်မာနယ်စပ်မှာရှိတဲ့အမျိုးသမီး migrant ကျောင်းသားတွေရဲ့ education challenge ကိုကျွန်တော်လုပ်ချင်တာကျွန်တော် gender studies တို့ပေါ့ကျွန်တော်စိတ်ဝင်စားတယ်နောက်ကျွန်တော်အဲ့လို education စိတ်ဝင်စား migration စိတ်ဝင်စား gender စိတ်ဝင်စားတယ်ဒါပေမဲ့ကျွန်တော်ရဲ့ professor gender အပိုင်းကိုသိပြီးမကျွမ်းဘူးပြောဆိုဆရာရဲ့ expertise က gender studies ဘက်မတော်ဘူး gender ကျွန်တော်ဆရာမရဲ့အသက်ရှိတာကျွန်တော်ခုနကပြောတဲ့ professor ကိုလိုက်ပြီးတော့မဆက်သွယ်ဖြစ်ဘူးဆိုတာရဲ့အားနည်းချက်တစ်ခုပေါ့နော်ကျွန်တော်ဆရာလည်းကောင်းပါတယ်ဆရာတော်တော်လေး supportive ဖြစ်တယ်ဆရာတော်တယ်ပြီးတော့ကျွန်တော်ဒီနှစ်အတွင်းမှာတော်တော်လေးလက်ပံ့ဖို့ပေးခဲ့တယ်စိတ်လည်းတော်ရှိတယ်ကျွန်တော်စိုးလည်းတင်းခံပေးရပေါ့နော်အဲ့တော့ကျွန်တော်ဆရာတော်ကောင်းခဲ့ပါဒါပေမဲ့ပြောချင်တာကအကြိုက်နဲ့အမြင်နဲ့မကိုက်ဘူးပေါ့နော်ကျွန်တော်ပို့ပြီးသဘောကျတဲ့ professor တယောက်ရှိအဲ့သူရှိတယ်ဆိုတော့ကျွန်တော်ကျောင်းရောက်မှသိတယ်အဲ့တော့ကိုကသာprofessor တွေကြိုပြီး research လုပ်ထားမယ်ဆိုရင်ကိုရဲ့ interest နဲ့ကိုက်တဲ့professor ကိုပို့ပြီးတော့ရှာနိုင်မယ်လို့ကျွန်တော်ထင်တယ်နောက်
များသောအားဖြင့်တော့ကိုနဲ့ research interest ချင်းစင်တူတဲ့ဆရာမတွေကျောင်းတိုင်းမှာတော့ရှိပါတယ်ကျောင်းတိုင်းမှာရှိတယ် maybe program တစ်ခုဆိုရင် professor 9 ယောက်6လောက်ရှိမယ်ဆိုတော့တကယ်ရောက်နေတော့ interest ကတော့ကိုက်မှာပဲအဲ့လိုဖြစ်တယ်ဆိုရင်ကျွန်တော်ဆိုရင်အဲ့တော့ gender research လုပ်တဲ့အခါမှာကျွန်တော် gender နဲ့ပတ်သက်တဲ့ဟာကိုဖြုတ်ခဲ့ရတယ်အဲ့ဒါခုနကပြောတဲ့ဒီ migrant ကျောင်းသားတွေရဲ့ education challenge ကျွန်တော်အဲ့ဒါကိုအဓိကလုပ်ဖြစ်ခဲ့တယ်ပေါ့လေအဲ့တော့နံပါတ်1ချက်ကကိုစိတ်ဝင်စားတဲ့ topic ဖြစ်ဖို့လိုမယ်နံပါတ်2ချက်ကကျတော့ကိုယ့်ရဲ့ professor နဲ့လည်းကိုက်ညီမှုရှိရတယ်မဟုတ်ရင်ကျတော့ကို research ကလုံးဝတမူထူးဆန်းပြီးတော့မှဘယ်သူနဲ့မှ interest မကိုက်ဘူးဆိုလို့ရှိရင်ကို support ပေးမဲ့ professor လည်းရှိမှတော့မထင်ဒါပေမဲ့များသောအားဖြင့်တော့ဆရာတော်တော်များများကတော့တခုမဟုတ်တခုတော့ကိုက်လေးရှိပါတယ်အဲ့တော့ဒါကျွန်တော်ဘယ်လိုမျိုး research proposal ရေးမလဲဆိုတာမျိုးကျွန်တော်ဆိုရင်တော့ဒီလိုလုပ်ဖြစ်လောက်ပဲထင်တယ်အခုညီမဘက်လာဖီကတော့ဒီသူတို့သွားခြင်းနဲ့ဒီဂျပန်တက္ကသိုလ်တို့မြန်မာလိုမျိုး research လုပ်ဖြစ်တဲ့တော့ဆိုလို့ရှိရင်သူတို့ fee မှာကကျတော့လုံးဝရေးဆက်တဲ့ fee လိုမျိုးတိတ်မရှိဘူးပေါ့နော်အဲ့တော့ကျတော့ဒီလိုမျိုးဒီညီမသွားခြင်းနဲ့ပြတော့ဒီ PS နဲ့လောဘက်ကိုသွားနေတာကျတော့ညီမ background เนี่ยအရင်ကိုက်ညုံမှုမရှိဘူးပေါ့နော်အဲ့ဒါကျတော့ဒီအလုပ်တွေးကြုံနေပြီးတော့research ပေါ်မူတည်ပြီးတော့ကျတော့အဲ့လိုမျိုးရွေးလို့ရလာပေါ့နော်ကိုအားလည်းသိချင်ပါတယ်ရှင်ဟုတ်bachelor ရထားပြီးသားနော်မရသေးပါဘူးရှင်ဟုတ်ညီမ3နှစ်ပဲပြီးသေးရပါဟုတ်ကဲ့အဲ့ဒါဆိုရင်ကျွန်တော် PS နဲ့ဆိုလို့ရှိရင်တော့ research အတွေ့အကြုံကတော့ကိုပြစကားပြောမယ်ထင်တယ်ကျွန်တော်လည်း IR တက်ခဲ့ပေမဲ့ကျွန်တော်ရဲ့အတွေ့အကြုံက education တော့ကျွန်တော်တက်တဲ့မှာဆိုတော့လည်း education နဲ့ development ဆိုတော့နည်းနည်းနီးစပ်သွားတယ်ပေါ့လေpolitical science နဲ့ law ဘက်ဆိုရင်တော့ကျွန်တော် research ကတော့နည်းနည်းပိုပြီးစကားပြောမယ်ထင်တယ်အကယ်၍ကိုမှကဒီ relevant ဖြစ်တဲ့ experience မရှိဘူးဆိုလဲဘာကြောင့်မို့လို့ဒီဟာကိုတက်ချင်လဲဆိုရယ် motivation တေချာပြနိုင်မယ်နောက်ဒီundergrad ကဘာတက်ထားလဲကျွန်တော်သိချင်တော့ hello ဘွဲကြိုဘာ major ယူထားလဲမြူထားတယ်ညီမလေးကျွန်တော် လိုက်တော့ okay ကျွန်တော်ဆက်ပြောလိုက်မယ်နော်အဲ့တော့ဒီ political science ကို law လို့ဆိုရင်တော့ research ဘက်ကိုအဓိကနည်းနည်းပို့သွားမယ်လို့ကျွန်တော်ထင်တယ်ကျောင်းတွေ recommend ပေးရမယ်ဆိုတော့ကျွန်တော်တက်ခဲ့တဲ့ဒီနာကိုရမှာပဲကျွန်တော်ရှောက်ခဲ့တဲ့ကျောင်းရှောက်ကြည့်ပါ GSI တွေရှောက်ကြည့်ပါ GSI ရှောက်တယ်ဆိုတာဘယ်လိုပြောရမလဲကိုယ်တိုင်လည်းရားခဲ့ပူတဲ့ခါကျတော့ဒီကျောင်းကလက်ခံတယ်ဆိုတော့ကျွန်တော်ပြောလို့ရတယ်နောက်တစ်ခုကဒီ political science law နဲ့ဆိုင်တဲ့ specialization နဲ့ကျွန်တော် program အောက်မှာရှိတယ်ကျွန်တော်တို့ဆိုရင်ဒီ international development မှာသူကအောက်မှာ specialization 5ခုပြန်ခွဲတယ် education and human resource development ရှိတယ် economics development policy and economic development policy and management ရှိတယ် now peace and governance ရှိတယ်ဒါဆို peace and governance ဆိုရင် IR တို့ political science တွေဆိုင်တဲ့ဟာ now inclusive society and state ဆိုရင်ဒါ political science တို့နောက်ပြီး state building nation building နဲ့ဆိုင်တဲ့ဟာရှိတယ် now poverty and social policy ကကြောင့်ဒါလို့poverty eradication နဲ့ social policy နဲ့ကိုအဓိကထားပြီးသင်တာရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော် Nagoya University ရှောက်ဖို့အတွက်ကျွန်တော်ပြန်ပေးခြင်းတယ် Nagoya Law School လည်းကောင်းတယ် law တည်တဲ့သွားခြင်း law school လည်းကောင်းတယ်ပြီးတော့Waseda တို့ဘာလို့မှဆိုရင် Asia Pacific Studies ရှိတယ် Waseda လည်းရမယ်လို့ကျွန်တော်ထင်တယ်မပြောတတ်ဘူးဒါပေမဲ့ရှောက်ကြည့်မှသိမှာပေါ့နော်ရနိုင်မယ်လို့ကျွန်တော်ထင်တယ်ဒါကျွန်တော်law နဲ့ political science လို့တွေးရဆိုရင်တော့ဒီအကြောင်းလေးကျွန်တော်ခေါင်းထဲမှာပြေးမြင်မိတယ်ပေါ့လေအဲ့ဒါလေးရှောက်ကြည့်ဖို့ကျွန်တော် recommend လုပ်ချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အဲ့ဆိုရင်message ပို့ထားလေးတခုကြည့်လိုက်နော်မိသား professor တွေကိုလည်းဘယ်အချိန်ဘယ်လလောက်ကိုဆက်သွယ်သင့်ပါတယ်လဲတဲ့ master program တွေက April မှာအများကြီးဖွင့်တာပါလား research student အနေနဲ့ဘယ်နှလလောက်လာခဲ့ရပါတယ်လဲတဲ့ဒီတစ်ခေါက်ညီမလေးအင်္ဂလိပ်မို့ဖြေလိုက်မှာပါဟုတ်ရပါprofessor ကိုဘယ်ချိန်မှဆက်သွယ်ရကောင်းလဲဆိုရင်ကိုကအမှန်ကဂျပန်မှာ intake က2ခုရှိရပါတော့ April intake နဲ့ October intake ရှိရဆိုတော့ခါကြတော့တကယ်လို့ကိုကဘယ် intake ကိုရှောက်ချင်တာလဲပေါ့နော်အဲ့ဆိုတော့ကိုရှောက်မဲ့ intake မတိုင်ခင်မျိုးကြိုပြီးတော့ဟိုမှာ2လ3လလောက်ဖြစ်ပေါ့နော်အဲ့လိုမျိုး professor တွေကိုဆက်သွယ်တင်တယ်ဘာလို့ဆိုတော့အမအထင်ပေါ့နော် professor တွေကအလုပ်များတယ်ပြီးတော့အဲ့လို
ဘယ်လိုပြောမလဲအဲ့လိုကိုသူတို့အများကြီးလုပ်ရတာဆိုတော့ခါကျတော့ကို email reply ပြန်တာတွေတို့ကြာနိုင်တယ်ပြီးရင်ဟိုတစ်ခါနဲ့လဲအဲ့လိုမျိုး email ကပြီးသွားမှာမျိုးမဟုတ်ဘူးเนาะကိုယ့်ရဲ့လိုအပ်ချက်နောက်ပြီးတော့တခြား requirement တွေပေါ့နော်ဥပမာ तू ကbackground ကြည့်ချင်တာမျိုးနောက်ပြီးတော့အဲ့လိုမျိုး research proposal နဲ့ပတ်သက်ပြီးဆွေးနွေးတာမျိုးအဲ့လိုမျိုးတွေများရှိလာခဲ့သည်ရှိတော့ email အပြန်အလှန်ပြောရမှာဖြစ်တဲ့အတွက်အဲ့လိုကြိုပြီးတော့အဲ့လိုကတ်ပြီးတော့မလုပ်စေချင်ဘူးပေါ့နော်ကြိုပြီးတော့လုပ်ရင်တော့ပိုကောင်းမယ်လို့ထင်တယ်ပေါ့ပြီးတော့ intake ကအဲ့လို October intake နဲ့ April intake နဲ့ရှိရပေါ့နော်အဲ့ဒါတွေတော့ဒီကျောင်းရဲ့ website မှာသွားကြည့်ပြီးတော့ဘယ်ချိန်မှာ application form တွေကဖွင့်တာလဲဆိုတာမျိုးတော့တစ်ချက်ကြည့်ရမယ်ထင်တယ်ပေါ့နော်အဲ့ဒီမတိုင်ခင်မှာတော့ professor တွေကိုကြိုပြီးတော့ဆက်သွယ်ရကောင်းတယ်ဟုတ်ဟောကတကယ် raise hand လောက်တာတွေ့လိုက်တယ်နော်ဒီအောင်လွယ်လားမသိโอเคအဲ့ဆိုရင်နောက်တစ်ခုထားလိုက်ဟုတ် sorry ပါခုနဟုတ်ကဲ့ဟုတ်ဒီမှာဖုန်းလေးတော့ဟုတ်ကျွန်တော်မေးချင်တာလေဟိုဟာခဏလေးဟိုအကယ်၍ကိုကလောလောဆယ်ထိုင်းမှာပေါ့နော်ထားပါတော့အဲ့လိုမျိုးအခုသတင်းတွေထွက်နေတာဒီမှာဘက်တွေပါအရိုက်လို့ရှင်တခြားတတိယနိုင်ငံတွေပါသွားလို့မရဘူးပေါ့ကိုကအဲ့လိုအခြေအနေမျိုးကနေအကယ်၍ scholarship လျှောက်တယ် scholarship granted ဖြစ်သွားတယ်ကိုကရသွားဆိုလို့ရှင်ရောအဲ့လိုမျိုးဂျပန်ကိုလို့ထိုင်းသွားလို့ရလာပေါ့နော်အဲ့ဒါလည်းနည်းနည်းသိချင်တယ်ပြီးလို့ရှင်အကိုတို့အမတို့အဲ့လိုဟိုမှာ master တက်တာအရင် burden ဖြစ်လာပေါ့နော်စာရေးလုံးပါတာအဲ့ဒါလည်းသိချင်တယ်ပေါ့ပြီးတော့မနိုင်ပြောလို့ရှင်ကျွန်တော်ဆိုလို့ရှင်လောလောဆယ်အဲ့ program တစ်ခုမှာအရင် intensive ဖြစ်တဲ့ program တစ်ခုမှာပဲ research တစ်ခါပဲလုပ်ဖို့တည်တယ်အာရနဲ့ပတ်သက်ပြီးတော့လေဟို supervisor ကလည်းအရင်တော်တယ်ဒါပေမဲ့လောလောဆယ်ကျွန်တော်ကအဲ့ first year history မှာတည်းကတစ်ခါအဲ့ကနေမတက်တော့အခုဆိုလို့ရှင်လုံးဝအကြောင်းကိုမတက်တော့ပါဘောနော်အရင်လည်းအဲ့လိုခက်ဖြစ်တယ်ပေါ့အဲ့လိုဆိုရင်ရောအဲ့လိုဖြစ်နိုင်မှာမလားပေါ့နော်ကျေးဇူးပါဘက်ကိစ္စနဲ့ပတ်သက်ပြီးတော့အမအရင်ဖြေလိုက်မှာနော်ကျွန်တော်တော့အိုင်အားဆိုတော့ဟိမင်းဖြေပြီးနော်အဲ့ဒီဘက်ကိစ္စကလေအမတည်ရမှာလေအဲ့လိုဘက်ရိုက်ပြီးတော့တတိယနိုင်ငံသွားလို့မရဘူးဆိုရဲသတင်းတွေကတော့ရှိရဆိုပေမဲ့ဟိုကိုယ့်ရဲ့ဟိုအပေါ်မှာပဲမူတည်ရပေါ့နော်ကိုကဟိုဘက်မှာဝင်ခွင့်ရနေမှာတော့ဟိုသွားလို့မရဘူးဗီဇာကန်ဆယ်ဖြစ်မယ်ဆိုတာတော့အမတော့မဖြစ်နိုင်ဘူးလို့ထင်တယ်အမအတည်ထဲမှာဒီဘက်ရိုက်ပြီးတော့ကျောင်းကိုဒီဘက်ပြောင်းတက်တဲ့သူတော့မရှိပေမဲ့ဘက်ရိုက်ပြီးတော့ဒီဘက်မှာ web visa နဲ့ပြောင်းတဲ့သူတွေတော့ရှိရပေါ့နော်ရတယ်အဆင်ပြေရပေါ့နော်အဲ့ဒါတော့အဆင်ပြေပြီးတော့အမကိုယ်တိုင်လည်းထိုင်းရနေပြီးတော့ပဲဟိုအမတော့ဘယ်မဟုတ်ပေမဲ့ student visa နဲ့ဒီဘက်ကိုပြောင်းလျှောက်ခဲ့ရပါတော့ဟိုအမတို့ visa ဘက်ပိုင်းမှာဒီဘက်မှာကျတော့ long term visa တစ်ခုခုရှိရင်ဒီဘက်ကိုလျှောက်လို့ရတယ်ဆိုတော့အမ long term visa ED visa ကင်ထားတော့အဲ့လိုမျိုးလျှောက်ခဲ့တာဒါပေမဲ့ဘက်ကလည်းအမထင်အဆင်ပြေမယ်လို့ထင်တယ်ကိုကဒါဒီဘက်မှာ professor လည်းလက်ခံကျောင်းကလည်းလက်ခံနေပြီဆိုတာနဲ့ပေါ့နော်ဟိုကိုကအဲ့ဆိုရင်ဒီဘက်ကကျောင်းကနေ COE လျှောက်ပေးတာပါညာနဲ့ဆိုလို့ရှိရင် COE အောင်ရပြီဆိုမှတော့ visa ကတော့အမထင် reject ဟိုဘက်ကြောင့်မို့လို့ reject ဖြစ်တာတော့မဖြစ်နိုင်ဘူးလို့တော့ထင်တယ်ဟုတ်စူးစမ်းကြည့်ပါဘောနော်လိုမျိုးဟုတ်နောက်တစ်ခုကကျတော့ဘာလဲမသိဘူးကြောင်းတက်တာအရင် burn out ဖြစ်လာဆိုတော့ဟိုဘယ်လိုပြောရမလဲအဲ့ဒါကျတော့တယောက်ချင်းစီနဲ့ဆိုင်မယ်ထင်တယ်ဥပမာကျွန်တော်ဆိုရင်ကျတော့ကျွန်တော်ကြောင်းတက်ရတာပြောဆုံးပဲကျွန်တော်ဘဝမှာဟိုဘယ်လိုပြောမလဲအကောင်းဆုံးအချိန်တွေပြောပါဆိုရင်ကျွန်တော်ဂျပန်မှာကြောင်းတက်ခဲ့ရတဲ့အချိန်တွေကအကောင်းဆုံးပါကျွန်တော်ကျတော့ academic ဘက်ကိုကျွန်တော်အရင်သွားခြင်းတယ်အဲ့လိုစာတွေဖတ်ရတာစာတွေရေးရတာဆွေးနွေးရတာကိုထင်တဲ့ဟာတွေပြောရတာ classroom တွေမှာကျွန်တော်ပြောစာသင်ခန်းတွေမှာကျွန်တော်ပြောဆုံးပဲအဲ့တော့ကျွန်တော်တို့ကဟိုစာလုံးလိုက်ရလို့စိတ်ညစ်လိုက်တာဆိုတာမျိုးပင်တော့ပင်ပဲနဲ့ဒါပေမဲ့ဟိုအရန်စိတ်ညစ်တယ်ဆိုတာမျိုးမရှိဘူးပေါ့နော်နောက်တစ်ခုကကျွန်တော်မြင်တာတော့ဟိုဘယ်လိုပြောရမလဲကျွန်တော်တို့ကတော့အဲ့လောက်ကြီးတော့မခက်ခဲဘူးဆိုတာဘယ်လိုပြောရမလဲဟိုလွယ်လို့ပြောတာမဟုတ်ဘူးဒါပေမဲ့ဟိုကိုတကယ်စိတ်ပါတယ်နောက်ဒီ master ဘွဲ့ကျွန်တော်အရင်လိုချင်တဲ့အခါကျတော့ဟိုစာလုံးကလည်းပြောတယ်ကျောင်းတက်ရလည်းပြောတယ်လို့တော့ပြောရမယ်ပေါ့နော်ဟိုနောက်ကျွန်တော်ဒီလောက်ကဟိုဂျပန်က master program တွေကအရင်တော့လည်း intensive တော့မဖြစ်ဘူးကောင်းတာတစ်ခုကျွန်တော်ပြောရမယ်ဆိုရင်ဟိုကျွန်တော် research ကိုအသေးကြီးလုပ်ရတယ်ဒါပေမဲ့ဒီ time ကတက္ကသိုလ်ကြီးမှာဆိုကျွန်တော် master ကျောင်းကလည်း publication ထုတ်ရတယ် publication မထုတ်ရင်ပြမရဘူးအဲ့တော့ဟို research အတွက် stress ကတစ်ဖက် publication ထုတ်ရတဲ့ stress ကတစ်ဖက်ဟို time မှာရှိတဲ့ကျွန်တော်တငယ်ချင်းနဲ့ senior အကိုအမတွေဆိုရင်အဲ့ဒီပြဿနာရှိရပါမယ်ကျွန်တော်ဂျပန်မှာဆိုအဲ့လိုမရှိဘူးကျွန်တော်တို့ master က publication ထုတ်ကြမလို့ဒါပေမဲ့ research ကိုတေချာလုပ်ရတယ်အဲ့တော့ဟိုတိုင်းတာတစ်ခုထိတော့ပြင်ပန်းတယ်ဒါပေမဲ့ burn out ဖြစ်တဲ့ဘာညာဒီတော့ကျွန်တော်မဖြစ်ဘူးပေါ့နော်ဒါတယောက်ချင်းစီနဲ့လက်ဆိုင်ပဲထင်ပါတယ်ဟိုဒါပေမဲ့ကျွန်တော်မြင်တော့ဟို burn out ဖြစ်လိုက်တာဘာညာဆိုတဲ့သူမျိုးတွေလည်းကျွန်တော်ကြုံတော့မကြုံဘူးဟိုတေချာလေးဟို
ပုံမှန်လေးလုပ်သွားတယ်ဆိုရင်ကိုဒီ master program ကပြီးနိုင်တော့ကျွန်တော်ထင်တယ်ပေါ့နော်နောက်တစ်ခုကကျတော့ဘာလဲဆိုတော့ first year history နဲ့ drop out ဖြစ်သွားတယ်ဆိုရင်ကျွန်တော်ကြံပေးချင်တာကဒီအခုဟိုယာယီတက္ကသိုလ်ကောင်စီတွေနောက်တစ်ခုကကျတော့ဒီ MNOU မြန်မာနွေဦး University တွေမှာdegree program တွေကျွန်တော်ပြန်ဖွင့်ပေးနေတယ်သေချာတော့ကျွန်တော်ထင်တယ် bachelor degree တစ်နှစ်လောက်တက်ထားတာနဲ့တော့ master ဝင်ခွင့်တန်းရဖို့လွယ်မထင်ဘူးအဲ့တော့ undergrad course ကိုပြီးအောင်လို့ကျွန်တော်တက်စေချင်တယ်ဒီ MNOU တို့ဘာမှာဖွင့်တဲ့ဟာတွေကိုကျွန်တော်တက်စေချင်တယ်အဲ့ရ certificate နဲ့ကျောင်းအခု master တက်နေတာရှိတယ်မချူလာမှာလည်းရှိတယ်ချင်းမိုင်တက္ကသိုလ်မှာလည်းရှိတယ်တော်တော်များရှိပါတယ်အဲ့တော့ဒီကbachelor degree နဲ့ညီတဲ့အထောက်အထားတစ်ခုခုရှိရဆိုရင်တော့ master ဝင်ခွင့်ရပါဖို့လည်းမယ်ထင်တယ်အဲ့တော့ကျွန်တော် first year ဆိုရင်ကျန်တဲ့2နှစ်စာ3နှစ်စာလောက်ကိုbachelor တစ်ခုခုတောင်းဝယ် certificate တစ်ခုခုရအောင်ကျွန်တော်ယူထားစေချင်တယ်အဲ့ဒါဆိုရင်တော့ကျောင်းဆက်လျှောက်လို့အဆင်ပြေမယ်ထင်ပါတယ်ဟုတ်welcome ပါနောက်ထပ်မေးခွန်းကကြတော့ဒီ chatbox မှာမေးထားတဲ့ language ပေါ့နော် language proficiency ကဘယ်လောက်အရေးကြီးလဲဆိုတော့အဲ့တော့အဲ့မေးခွန်းလည်းအများကြီးရထားတယ်ပေါ့နော်အဲ့တော့ဒီ scholarship အတွက်ရောဒီ program အတွက်ရော English လို့ရှောက်လို့ရလား Spanish ကဘယ်လောက်ထိလိုသလဲဆိုတာရယ်နောက်ပြီးတော့ဒီ humanity နဲ့ social science အတွက်ရောဒီဂျပန်လိုရဖို့လိုသလားဆိုတာရယ်နော်အဲ့လေးပြောပြပါဦးကျွန်တော် international program ရှောက်ခဲ့တဲ့အခါကျတော့ကျွန်တော်အင်္ဂလိပ်လိုပဲသင်ရပါတယ်အဲ့တော့language requirement ကအင်္ဂလိပ်စာအမှတ်တင်ပေးရတယ်ပေါ့နော်အမှတ်ကလည်းတခြားနိုင်ငံတွေနဲ့ရှင်အများကြီးမတောင်းဘူး IELTS ဆိုရင် 6.5 TOEFL ဆိုရင်TOEFL IMD ဆိုရင်81လား82လားမသိဘူးအဲ့လိုတောင်းနေပေါ့နော်ပြောချင်တာကကောင်းလုံးနိုင်ဖို့လိုအပ်တဲ့အနေထားဆိုရင်ရပြီအများကြီး70 80မတောင်းနိုင်ဘူးပေါ့နော်အဲ့တော့ English language requirement ကတော့ပုံမှန်ပဲလို့ပြောလို့ရတယ်နောက်ကိုယ့်ရဲ့ program က international program ဖြစ်တယ်ဆိုရင်အင်္ဂလိပ်လိုပဲအစားဆုံးသင်တယ်ကျွန်တော်လည်းinternational program ဆိုတဲ့အခါကျတော့အင်္ဂလိပ်လိုပဲအစားဆုံးတက်ခဲ့အဲ့တော့ကျွန်တော်ရဲ့ဂျပန်စာတော်တော်လေးနေနေဆိုတော့လုံးဝဒီဘက်မှာပြောတတ်ဘူးလုံးဝမပြောလို့နေ့စဉ်ဘဝမှာ survive လုပ်နိုင်မှာကျွန်တော်ပြောတတ်တယ်အဲ့တော့ဒါပေမဲ့တစ်ခုရှိတာပါလဲဆိုတော့ scholarship ကကြတော့အပြင် foundation တွေကပေးတဲ့ scholarship ဆိုရင်ဂျပန်စာလိုတယ်ဘာလို့လဲဆိုတော့ तू ကအပြင် foundation တွေရဲ့ရည်ရွယ်ချက်ကတစ်ခုနဲ့တစ်ခုတော့ကွဲကောင်းကွဲလိမ့်မယ်ဒါပေမဲ့အားလုံးမှာတူညီတဲ့အချက်ကဘာလဲဆိုတော့ Japan culture ကိုရင်းနှီးစေချင်တာ Japan culture ကိုရင်းနှီးစေချင်တယ် Japan နိုင်ငံကိုနိုင်ငံတကာမှာ promote လုပ်စေချင်တယ်ကျွန်တော် scholarship ဆိုလည်းအဲ့လိုပဲအဲ့တော့အနည်းဆုံးအခြေခံတော့ Japan လိုထားဖို့လိုတယ်ကျောင်းလျှောက်တဲ့ကာလမှာတော့ Japan လိုမလိုဘူးဆိုပေမဲ့ကျွန်တော် recommendation က Japan မှာကျောင်းတက်မယ်ဆိုရင် Japan စာတစ်ထားတော့အကောင်းဆုံးပဲပေါ့နော်ကျွန်တော်ဆိုရင်အရင်ဂျပန်စာမရတဲ့အခါကျတော့struggle လုပ်ရတဲ့အချိန်တွေမှာကိုဘန်သွားတာရုံသွားတာရက်ွက်ရုံသွားတာမျိုးတော်ရုံသွားတာစသဖြင့်paper work တွေလုပ်ရတဲ့အခါမျိုးမှာသူတို့ရဲ့ဒီပေါ့အုပ်ချုပ်ရေးရန်တရားတွေနဲ့ဆက်ဆံရတဲ့အခါမှာဂျပန်စာလိုတယ်အင်္ဂလိပ်လိုတော့မပြောတတ်ဘူးဆိုတော့ဂျပန်မှာကျောင်းတက်ချင်တယ်ဆိုရင်တော့ဂျပန်လိုတင်ထားတော့ကောင်းမယ်လို့ကျွန်တော်ထင်တယ်ဒါပါပဲဟုတ်ကျွန်တော်ဆိုရင်ပြည့်စုံမယ်ထင်ပါတယ်တခြားကျွန်တော်ဘာပြောလို့ရအောင်လဲစဉ်းစားလိုက်အောင်ပဲတခြားတော့မရှိတော့ထင်ပါတယ်เนาะဂျပန်စာတော့အခြေခံတော့သိတာပိုကောင်းပါတယ်တကယ်ကတော့အခြေခံမဟုတ်တော့အခြေခံထက်ပိုတက်လေကောင်းလေပါတယ်ဘာလို့လဲကိုဒီနိုင်ငံမှာအကြိုက်နေရမှာဆိုတော့လေဆိုရင်risk လုပ်ထားတဲ့ညီမလေးမိုင်းလာလို့ပဲဟုတ်ညီမလေးမေးလို့ရပြီဟုတ်ကဲ့ညီမလေးအမပါရှင်ဟုတ်ဟုတ်ဟုတ်မင်္ဂလာပါညီမလေးနဲ့မောင်လေးပေါ့နော်အမကြတော့ပေါ့နည်းနည်းလေးအသက်ကြီးပြီးမှပေါ့နော်ဒီ post လေးတွေ့ပြီးတော့ပေါ့ပြန်လောက်ချင်တဲ့လူထဲမှာပါတယ်ပေါ့နော်ဆိုတော့ဒီမောင်လေးပေါ့နော်သူမောင်လေးဟိမင်းအောင်ပေါ့နော်ဆိုတော့သူ့ရဲ့ဒီ profile တွေကိုကျွန်မလိုက်ဖတ်ကြည့်တဲ့အခါကျတော့တော်တော်လေးပေါ့နော်အတွေ့အကြုံလေးနဲ့တူတယ်ပေါ့လေကျွန်မဆိုရင်ဒီ bachelor မပြီးဘူးEnglish major နဲ့ third year မှာပေါ့နားလိုက်တာပေါ့နော်ပြီးလို့ရှိရင်တော့ဒီ bachelor တက်ကတဲ့ဒီဘက်အမဖတ်အံဘက်ကပေါ့နော်ဖတ်အံဘက်မှာဒီcommunity based learning center တွေမှာပေါ့လောက်ဆောင်ခဲ့သူဖြစ်တယ်ပြီးတော့ဒီဘက်ဒီ covid နောက်ပိုင်းပေါ့နော်ခုနောက်ပိုင်းမှာလဲလမ်းပြလို့ဆိုပြီးတော့ဒီဖတ်အံမှာရှိတဲ့လူငယ်လေးတွေကိုပေါင်းပြီးတော့ပေါ့နော်ဒီပေါ့ဒီ
education space တစ်ခုပေါ့နော် learning space နောက်တစ်ခုထားပြီးတော့ founding လုပ်လိုက်တယ်ပေါ့နော်ဆိုတော့အခုလို့ဆိုတော့9နှစ်တော့ပြည့်တော့မယ်ပေါ့လေဆိုတော့ဒါကတော့အမရဲ့ background ပေါ့နော်ဆိုတော့အမဆိုတော့ဟိုပေါ့ဘာလို့ education passion higher education passion သွားဖို့ကဘာလို့ရမသိခုနပေါ့နော်တော်တော်များများလဲခံစားရတယ်ဟို bachelor ပြင်မတက်ရှင်ပေါ့နော်အမဆိုရင်တော့10တန်းအောင်လာနဲ့ diploma 2နှစ်တက်တယ်ပြီးမှ bachelor ကို3နှစ်တက်တယ်ဆိုတော့လေဒီ bachelor ကိုနောက်တစ်ခါဟိုမတက်ရှင်ပေါ့နော်ဒါပေမဲ့တခုတော့ဟိုရှိတယ်ပေါ့လေဒီမောင်လေးကြတော့သူကဟိုပေါ့ education and community development ပဲမှာအများကြီးလုပ်ခဲ့တယ်ပေါ့နော်အမလည်းပြောမှဆိုရင်2015ကတည်းကနေအခုချိန်ထိပေါ့နော် community မှာနေပြီးမှပဲဟို education batch ပါဝင်ဖြစ်တဲ့ဟိုပေါ့နော်ဒီလူတယောက်ဖြစ်တယ်ဒါပေမဲ့လေအမကလေ English major နဲ့ဖြစ်နေတယ်ပေါ့နော်အမရဲ့စိတ်ဝင်စားတာလေဒီ education and leadership ဘဲချန်ကိုပို့စိတ်ဝင်စားတယ်ပေါ့လေအဲ့လိုမျိုးဆိုတော့ဟိုဘဲကတက်ကတူတွေဆိုရင်အဲ့လိုမျိုးမိကြတွေပေးတာရှိလားဒါပေမဲ့လေဒီမောင်လေးတက်တာတော့ IR ပေါ့နော်ဒါပေမဲ့တကယ်ဒီဟိုမှာရွေးတာတော့ education and human resource development ဆိုလဲအခုလက်ရှိပေါ့နော်အမလောက်ကန်ရတဲ့အရာလေးဖြစ်တယ်ပေါ့နော်ဒီဘက်အဖက်မှာလဲတော်တော်လေး human resource ကိုနည်းနည်းလေးတည်တာမှာအခက်တအားဖြစ်တယ်ဆိုတော့အဲ့ဒီဟာလေးအမရင်ဆိုင်ပြီးတော့ဖြည့်ရှင်းနေတဲ့ဟာလေးဖြစ်တယ်ပေါ့နော်ဒါပေမဲ့အခုသိချင်တာကြတော့ဟိုပေါ့အဲ့လိုမျိုး education leadership ပိုင်းတို့ပေါ့နော်အဲ့လိုမျိုး major တွေများရှိလာပေါ့လေနော်ဟုတ်ကျေးဇူးတင်ပါတယ်နောက် question တခုရှိသေးတယ်နောက် question တခုတခါလေးမေးရမလားနောက်တစ်ခုကတော့အမကလေ on ground ဟိုပေါ့အလုပ်လုပ်တာများတယ်ပေါ့နော်ပြောမယ်ဆိုရင် community မှာအလုပ်လုပ်တာများတယ်ဆိုတော့ဒီဘက် academic ပိုင်းဆိုရင်ခုနပေါ့လေဒီ diploma တစ်ခုရှိတယ်ပြီးရင် bachelor 3နှစ်ရှိတယ်ပြီးတော့ခုနပေါ့ language တွေတော့ရှိတယ်ပေါ့လေနော်နောက်တစ်ခုက research ပေါ့နော်တော်တော်လေးဟိုပေါ့ကိုကလည်း bachelor မပြီးသေးပေါ့နော်ဆိုတော့ဒီဟို master တက်ပေါ့လေဟိုလုံးဝဟိုမရည်ရွယ်ထားသေးတဲ့အချိန်ဆိုတော့လေ research scale တွေဘာမှမရှိသေးပေါ့နော်အဲ့ဒါလေးဟိုဖြစ်နိုင်လို့ရှိရင်ပေါ့နော်ညီမလေးရောမောင်လေးရောဒီ research ဟိုပေါ့ဒီတက်ကတူအတွက်ပေါ့နော်ဟိုပေါ့တင်ပေးတဲ့platform တွေရှိရင်လည်းအမကိုဟိုလမ်းယူပေးပါဦးပေါ့နော်အမ try ကြည့်ချင်တယ်ပေါ့လေအခုမှအမဆိုရင်95ဘုံဖြစ်ပါတယ်ဆိုတော့ဟိုအသက်လည်းမေးရှင်တယ်ပေါ့နော်အသက်လည်းအဆင်ပြေသေးလားပေါ့နော်95ဘုံပါဟုတ်ကျေးဇူးတင်ပါတယ်နောက်ဆုံးကနေပြန်ကောက်ရင်တော့ကျွန်တော်ပြေလို့ထင်တယ်ပေါ့နော်အခုမှ95ဘောဆိုအခုမှ30ပဲရှိအောင်ပဲထင်တယ်ကျွန်တော် master program မှာ40 50နဲ့လာတက်တဲ့သူတွေလည်းရှိရဲဆိုတော့အသက်ကတော့ကျွန်တော် concern မဟုတ်ဘူးလို့ကျွန်တော်ထင်တယ်နောက်တစ်ခုကကျတော့ research နဲ့ပတ်သက်လို့ရှိရင်ကျတော့ကျွန်တော်ကတော့ self study ပဲလုပ်တာများတော့ကျွန်တော် YouTube မှာ video တွေကြည့်ရဲနောက်ပြီးတော့ဒီ online course တွေ free course တွေရှိရဲမှာ Coursera တို့ပါတော့ edX တို့ Coursera မှာကျွန်တော် free course တွေတက်တာများတယ်အဲ့တော့ကျွန်တော်ကိုယ်တိုင်လည်း research ကိုစနစ်တကျကြီးသင်ခဲ့ရတာမဟုတ်ဘူးပေါ့နော်ဟုတ်တဲ့အခါကျတော့မြေစမ်းခန်းပြိုးရင်းနဲ့ပဲကိုယ့်အနေကိုလေ့လာတာများတယ်Now major နဲ့ပတ်သက်ရင်ကျတော့ကျွန်တော် education related major တွေဂျပန်မှာအများကြီးရှိပါတယ်ကျွန်တော်တက်ခဲ့တဲ့အကြောင်းဆိုလဲ education နဲ့ပတ်သက်လို့နာမည်ကြီးတဲ့ထဲမှာပါတယ် education နဲ့ human resource development ပေါ့နော်ကျွန်တော် IR first degree ကကျွန်တော် IR first degree မှာ first ဒီ undergrad မှာကျွန်တော် IR တက်တယ်နောက် master မှာကျကျွန်တော် education နဲ့ဆိုင်ရာတက်တယ်ဆိုတော့ education နဲ့ဆိုင်ရာဆိုရင်ကျွန်တော်တို့အကြောင်းမှာဟိုဖြစ်တယ်ညားတဲ့ Hiroshima University ရှိတယ်Nagoya University ရှိတယ် Hiroshima University ရှိတယ်နောက် Kobe University ရှိတယ်ကျွန်တော်ချက်ထဲမှာကျွန်တော်ရေးပြမယ်နော်ဟိုအမလိုက်နောက်ရှာကြည့်လို့ရအောင်နာဂိုယာရှိတယ် Hiroshima ရှိတယ် Kobe ရှိတယ် ICU ရှိတယ် IUG မှာတော့မရှိဘူးထင်တယ် education ဆိုင်တဲ့ဟာကပြီးတော့ဒါကတော့ကျွန်တော်မှတ်မိတဲ့အကြောင်းတွေပေါ့နော်အဲ့ဒီမှာ live ရရှာလို့ရတယ်အဲ့တော့ major တွေကတော့ education နဲ့ဆိုင်တဲ့ဟာတွေများပါတယ် education leadership နဲ့ဆိုင်တော့ education development တို့ international education တို့လိုမျိုးဟိုမျိုးတွေနဲ့ပေးရတော့ပိုတော့များတယ်အဲ့တော့ကျွန်တော်ရှောက်ကြည့်စီချင်တယ်ဟိုအမမဆိုရင်ဒီ work experience ကလည်းဒီအများကြီးရှိပြီးဖြစ်တဲ့အခါကျတော့ဒါအားသာချက်တစ်ခုလို့ကျွန်တော်ထင်တယ်ဟို English နဲ့ကျောင်းတက်ထားတာဖြစ်တဲ့အတွက် payment pay ဆိုတာကကျွန်တော်ခုနကပြောသလိုပဲဟို admission committee နဲ့အဓိကဆိုင်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ admission committee ကိုကျွန်တော် reach out လုပ်ကြည့်ပါဟိုအကယ်၍ကိုကဒီ work experience အပိုင်းမှာအားသာလို့တက်ခွင့်ပေးရရှောက်ခွင့်ပေးရဆိုရင်လည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဟိုကျောင်းတွေက research လုပ်ကြည့်ပြီးတော့ဟိုကျောင်းတွေ admission committee ကိုဆက်သွယ်ကြည့်ဖို့တော့ကျွန်တော်အကြံပေးခြင်းတယ်ကျွန်တော်အမှားဆိုရင်ကျတော့ဒီ research လောက်ပဲဟိုဖြစ်ရမယ်ပေါ့နော်အဲ့တော့အခုလောက်ကလေးဆက်သွယ်ထားတာအကောင်းဆုံးပါပဲ solve and math ဆိုလေးအကောင်းဆုံးပဲပါနောက်နှစ် April intake တော့ကျွန်တော်ပြီးတော့မှမထင်ဘူး maybe နောက်နှစ် October ဒါမှမဟုတ်ရင်လည်းနောက်တစ်နှစ်ရဲ့ April ပေါ့နော်ဟို
better late than never ပါလို့နောက်ကြတဲ့ဆိုနောက်ကြတာဘာမတက်ပြလိုက်တော့ဆိုရင်ကောင်းမယ်ပါတယ်ဟုတ်အမမက်လေးမက်အိမ်လေးမနည်းနည်းဖြည့်ပြောပေးအောင်ပါ research နဲ့ပတ်သက်ပြီး ဖြည့်ပြောစရာမရှိပါဘူးဟိမင်းပြောသွားပြီးဆုံးပါတယ် research နဲ့ပတ်သက်ပြီးကတော့အဲ့လိုအမားကိုယ်တိုင်ကလည်းအဲ့လိုတီးတက်ရင်လေ့လာခဲ့တာမျိုးတော့မရှိဘူးဒါပေမဲ့ဖြစ်ချင်တော့ဟိုညီမပေါ့နော်ညီမက web ညီမလုပ်တဲ့ company မှာဆိုလို့ညီမကတော့ IT ဘိုင်းပေါ့နော် AI machine learning မှာအဲ့တော့ရုံးမှာကအဲ့လို research ပုံစံမျိုး project တွေလုပ်ရတယ်ပေါ့နော်အဲ့ဒီ experience နဲ့ပဲရှောက်ခဲ့တာပေါ့နော်အဲ့လို research ကိုတီးတက်မျိုးလေ့လာခဲ့တာတော့မရှိပေါ့နော်ဒါပေမဲ့ဟို fee တော့ကွာမယ်ထင်တယ်ဟုတ်အဲ့တော့ဟိမင်းပြောတာတော့ပိုပြည့်စုံပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ဟိုကလေဖြစ်နိုင်လို့ရှိရင်လေဒီ content တွေဘာတွေပေးထားဟိုပါပေါ့ဟိုခြံထားပေးလို့ရမလားအမဟိုပါပေါ့လေဟိုမိခွန်းတခြားမိခွန်းတွေရှိရင်လေ reach out လုပ်လို့အဆင်ပြေလားပေါ့နော်ဟုတ်ကျွန်တော် LinkedIn အကောင့်ပေးလိုက်မယ်နော်ကျွန်တော် LinkedIn မှာ active ဖြစ်ပါတယ်ခင်ဗျာဟုတ်ဟုတ်ကဲ့ပါဆိုတော့တခြားမှာမိခွန်းနေရှိလည်းမသိဘူးနော် ဟိုလေ DM ကနေပြီးတော့အမကိုတယောက်လာမေးထားလို့ဟိုဟာဆိုလာမသိသူကမေးတာက research student အနေနဲ့ဘယ်နှလားလောက်လေ့လာခဲ့ရပါသလဲတဲ့ဒါမှမဟုတ် master ကိုတန်း join ခဲ့ရလားတဲ့အမက master ကိုတန်း join ခဲ့ရပါ research student အနေနဲ့မလုပ်ခဲ့ဘူးပေါ့နော်ဟုတ်ကျွန်တော်လည်း master တန်းတက်ခဲ့ရပါဘောနော် research student အနေနဲ့ကပုံမှန်အဖြစ်တော့6လကနေပြီးတော့တစ်နှစ်ထိတက်ကြတာများတယ်ဟိုအထူးသဖြင့်ဟိုဆိုတော့တချို့ကြတော့ဒီဟို bachelor degree နဲ့ master နဲ့ကအရင် relevant မဖြစ်လို့ဥပမာဆိုတော့ခုနကပြောလို့အမပထမ degree က English ဖြစ်တယ်ဒုတိယ degree က political science IR သင်နေဆိုရင်ဟို background knowledge ရှိအောင်ရယ်ပြီးတော့ research ကိုအတွေ့အကြုံရအောင်ရယ်ဆိုပြီးတော့မှ6လတောင်တစ်နှစ်လောက်တက်ကြတယ် research student တွေက assignment ပွဲဖြေလို့ရတယ်6လဆိုရင်ကျွန်တော်ရှင် assignment ဖြေပြီး2ခါရှိမယ်ဘာလို့ဆိုတော့ admission intake တစ်ခုအတွက်admission 2ခါဖွင့်တယ်2ခါဖွင့်တယ်ဆိုတော့ဟိုဆိုတော့ကျွန်တော် April intake အတွက်ဆိုရင် September မှာတစ်ခါ assignment ဖြေလို့ရတယ် February မှာတစ်ခါဖြေလို့ရတယ်အဲ့တော့6လဆိုရင်2ကြိမ်ရှိတယ်တစ်နှစ်တက်ရင်4ကြိမ်ဖြေခွင့်ရှိတယ်ပေါ့နော်အဲ့မှာတစ်ကြိမ်အောင်လဲဆိုရင်ကျွန်တော်ကျောင်းတက်လို့ရတယ်အဲ့တော့ပုံမှန်အဖြစ်တော့6လနေပြီးတော့တစ်နှစ်တက်ကြတာများတယ်ပေါ့နော်ကျွန်တော်ကိုလည်း Hiroshima အဲ့လိုတက်ဆိုတော့ကျွန်တော် Hiroshima ကျတော့ master အနေနဲ့တိုက်ရိုက်မပေးဘူးဒါပေမဲ့research ကျောင်းသားအနေနဲ့အရင်လာတက်ပေါ့နော်6လမဟုတ်တစ်နှစ်အရင်လာတက်ပေါ့ဒါပေမဲ့ကျွန်တော်နာဂိုယာကဝင်ခွင့်ရတယ်ဆိုရင် master 10 join ရမှာဆိုတော့ကျွန်တော်နာဂိုယာပဲရွေးပြလိုက်တာဟုတ်တခြားမိခွန်းနေရှိအောင်မလားမသိဘူးဗျဟုတ်ကဲ့နောက်ထပ်မေးထားတဲ့မေးခွန်းကကြတော့ဒီ entrance exam ကိုဘယ်လိုပြင်ဆင်ရမလဲဆိုပြီးတော့ရေးထားပါလို့ပြင်ဆင်ရမလဲဆိုတော့ဟိုမိုင်းအိမ်လေးလည်းပြင်ပြပြလိုက်เนาะကျွန်တော်ပြင်ဆင်တဲ့ဟာကျွန်တော်ပြောမယ်ကျွန်တော်ပြင်ဘယ်လိုပြင်ဆင်ရလဲဆိုတော့ကျွန်တော်ပြင်ဆင်တဲ့ပုံစံအရင်လွယ်ခဲ့တယ်လို့ပြောရမှာထင်တယ်ကျွန်တော်ဒီဘွဲလွန်အတွက် entrance exam ကိုကျွန်တော်မဖြေဘူးတဲ့အခါကျတော့ဘာမေးမလဲကျွန်တော်မသိဘူးပြီးတော့ဒီစာမေးပွဲကိုအရင်အရှိရဖြေဘူးခဲ့တဲ့သူတွေလည်းကျွန်တော်မသိတော့ကျွန်တော်ပြင်ထားတာကပုံမှန်ဒီဟိုပေါ့ကျွန်တော် exchange program တွေနောက်ကျွန်တော်ဘွဲကျို undergrad ရှောက်တော့မေးသလိုမျိုးပဲကိုယ့်ရဲ့အကြောင်းကိုယ့်ရဲ့ career plan ဘာကြောင့်ဒီဟာကိုရှောက်ချင်ရလဲကိုယ့်ရဲ့ motivation စသဖြင့်ပေါ့နော်ဒီဟာနဲ့ပတ်သက်တဲ့ knowledge တွေအဲ့ဒီမျိုးကျွန်တော်ထင်ခဲ့တာအဲ့ဒီပြင်ခဲ့တာဒါပေမဲ့ကျွန်တော်အဲ့ဒီတစ်ခုမှမမေးသွားဘူးဘာမေးလဲကျွန်တော်ရဲ့ research proposal ကိုသူကစစ်ပေါက်စစ်တယ်စစ်ပြီးတော့ဟိုဆရာ3ယောက်ထိုင်ဆရာ professor 3ယောက်ထိုင်ပြီးတော့ကျွန်တော်ရဲ့ proposal ရဲ့အားနည်းချက်တွေတစ်ခုချင်းစီထိုင်ပြောတာအဲ့လိုမျိုးအားနည်းချက်ထိုင်ပြောတာအဲ့လိုမျိုးပေါ့နော်ဒီဟာကဒီလိုအားနည်းချက်ရှိတယ်ဒီအတွက်ဘယ်လိုထင်လဲ methodology ကဒီလိုသုံးတာမှန်တယ်နင်တော့လုပ်နိုင်ရလားဟိုဘယ်လိုပြောရမလဲကျွန်တော်တုန်းကတော့တခြား interview တွေကျွန်တော်ပြောတယ်ပဲကျွန်တော်တုန်းကကြတော့ကျွန်တော်ရဲ့ proposal မှာရှိတဲ့အဖြစ်တစ်ခုချင်းစီကိုထိုင်ဆွေးနွေးသွားတာအဲ့တော့အတက်တယ်ဆိုတော့ကျွန်တော်ပြန်ပြောရပါတော့။ Okay ဒါတော့ကျွန်တော်လိုထင်ပါတယ်မသိဘူးဆိုလို့ရှိရင် okay ဟုတ်တယ်ကျွန်တော်ဒါတော့မသိပါဘူးမသိလို့တက်ချင်တာပါပြန်ပြီးတော့ပြောရတယ်ပေါ့ဒါပေမဲ့ကျွန်တော်အတွက်ဟို interview ကကြတော့ research proposal ကိုလုံးဝအစအဆုံးအနုလုံပဋိလုံကြည့်ပြီးတော့မှဆွေးနွေးသွားတဲ့ပုံစံမျိုးနဲ့ပို့ဆန်တယ်ပို့ဆိုတာကျွန်တော်ပြောခဲ့တယ်လို့ပဲကျွန်တော်အချိန်လည်းမရှိဘူး
ပြင်ဖို့အချိန်လည်းသိပ်မရသလို deadline fighter လုပ်ခဲ့ရတယ်ကျွန်တော်ရတဲ့အချိန်ကတော်တော်လေးတူတဲ့အခါကျတော့ကျွန်တော် proposal အရင်တူတယ်ပေါ့နော်အရင် week ဖြစ်တယ်ဒါပေမဲ့ဘယ်လိုပြောရမလဲသူတတ်မှတ်ထားတဲ့ bounding ဝင်လို့ maybe ကျွန်တော် interview မှာတေချာလေးဆွေးနွေးနိုင်တယ်လို့လည်းဖြစ်ကောင်းဖြစ်လိမ့်မယ်ထင်တယ်အဲ့တော့ social science ပဲဆိုတော့ကျွန်တော်သိကြတယ် research proposal တေချာလေးမေးလိမ့်မယ်ဘာလို့ကျွန်တော်ရဲ့ career plan တို့ motivation တို့ဘာလို့တက်ချင်လဲအရင် experience တွေပါရှိတယ်ဆိုတာမျိုးကျွန်တော် statement of purpose တွေတင်ရတယ် recommendation letter တွေမှာပါတယ်နောက်ဒီအလုံးနဲ့သက်ဆိုင်တဲ့ document တင်ရတယ်မှာပါတယ်ဆိုတော့ဒါတွေတိတ်ပြီးတော့ပြန်မမေးဘူးပေါ့နော်ကျွန်တော်မေးခွန်းတစ်ခုပဲဘာလို့ဒီအောင်ရှောက်တာလဲအဲ့ဒါကျွန်တော်ပြောလိုက်တယ်ဒုတိယတစ်ခုအကျန်နိုင်ဝက်လုံးလုံးကကျွန်တော်ရဲ့ research proposal ကိုဆွေးနွေးတာပေါ့နော်ဆွေးနွေးရဆိုတာလည်းအဲ့လိုမျိုး criticize လုပ်တာပေါ့လေ criticize လုပ်တော့အဲ့ဒါကိုအပြုံးမပြတ်ပြန်ပြီးတော့မှပြန်လှန်ပြောရတယ်ဆိုကျွန်တော်ကတော့ research proposal ကိုတေချာလေးလုပ်ဖို့အတွက်အကြံပေးကြတယ်ဒါကြောင့်မို့ကျွန်တော်အရှိမပြောခဲ့တဲ့ဒီ application တစ်ခုလုံးအတွက် research proposal အရေးကြီးဆုံးဖြစ်တယ်ဆိုတာမျိုးပေါ့နော်အမကလည်းentrance exam ပေါ့နော် interview ပေါ့အဓိက interview မှာကHeyman နဲ့ experience တူတူပဲပေါ့နော်research proposal နဲ့ပတ်သက်ပြီးတော့ပဲလုံးစီပတ်စီမေးသွားတာပေါ့နော်အဲ့လိုနင် research ကဘာလဲပါညာပြီးတော့နောက်ထပ်မေးတာကအမမရအမတကယ်တော့အမလည်းအများကြီးပြင်သွားတယ်ပေါ့နော်ငါဘယ်လိုမျိုးကိုအဲ့လို sub promote လုပ်ဘယ်လိုလုပ်မယ်ပေါ့နော်ဘယ်လိုမျိုးဆိုပြီးတော့အဲ့လိုပြင်သွားတယ်ဆိုပေမဲ့အဲ့ဒါမျိုးတွေသူတို့တိတ်ပြီးတော့စိတ်ဝင်စားဘူးအဓိကကိုလုံးမဲ့ research ကိုပဲသူတို့စိတ်ဝင်စားရပေါ့နော်အဲ့ research proposal ပေါ်မှာပဲမေးရနောက်ပြီးတော့မှတ်ရမေးတာတော့ bachelor အမထင်အမကို academic နဲ့အဲ့လိုအရင်ဝေးနေလားဆိုရဲဟာမျိုးပေါ့နော်အဲ့လိုမျိုးစမ်းသပ်ချင်လို့လားတော့မသိဘူးမဲ့ bachelor တုန်းကဘာတွေသင်ခဲ့ရလဲပေါ့နော်အဲ့ဒါမျိုးအဲ့ဒီဟာတွေပြန်မေးရပေါ့နော် bachelor မှာဘာသင်ခဲ့ရနောက်ပြီးတော့ခါကျတော့ကိုတက်မဲ့မေဂျာပေါ့နော်ကိုတက်မဲ့မေဂျာနဲ့ပတ်သက်ပြီးတော့နည်းနည်းပါးပါဘယ်လောက်သိလဲဥမာမာစတာကိုက computer science တက်မယ်ဆိုရင်computer science နဲ့ပတ်သက်ပြီးတော့နည်းနည်းဘယ်လောက်သိလဲပေါ့နော်အဲ့လိုပုံစံမျိုးလေးတော့မေးတယ်နောက်တကယ်အကြီးအဲ့လိုမျိုးမေးသွားတာတော့ research proposal နဲ့ပတ်သက်ပြီးတော့မေးတာအဲ့တော့ research ကိုဆောနာဟိမင်းပြောလို့ပဲ research proposal ကိုတေချာလေးပြင်သွားပြီးတော့တေချာ present လုပ်နိုင်နေဆိုရင်တော့အောင်မယ်ထင်ပါတယ်ဆိုရင်နောက်ဖက်မေကွန်းကကျတော့ပြောပြသားရလည်းဖြစ်နေမယ်ထင်တယ်နော်ဒီသူကတတိယနဲ့final year drop out ပေါ့နော် final year drop out နောက်ပြီးတော့ဒီအလုပ် experience က3နှစ်ရှိပါတယ်တဲ့အဲ့ဒါဆိုရင်ဒီ financial နဲ့ academic preparation ကိုဘာတွေပေါ့နော်ဘယ်လိုပြင်ဆင်သင့်လဲပေါ့အဲ့အကြမ်းမြင်လေးပြ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 ကိုဟိမင်းက mute ဖြစ်နေဆိုတော့ကျွန်တော်တို့ခုနကပြောတဲ့အထဲမှာတော့တော်တော်များများတော့ပါသွားပြီပေါ့နော်ဒါပေမဲ့ကျွန်တော်နည်းနည်းလေးပြန်ပြီးတော့မှအချင်းချုပ်လေးပြန်ပြီး wrap up လုပ်ရမယ်ဆိုရင် academic preparation မှာကနံပါတ်1ချက်ကိုဘာတက်ချင်လဲသိရမယ်ကိုယ့်ရဲ့ research interest ကဘာလဲသိရမယ် research proposal တေချာပြင်ရမယ်ကိုယ့်ရဲ့ professor တက်မဲ့တက္ကသိုလ်ကျောင်းပြီးရင် STEM ပဲဆိုတော့တေချာ professor acceptance လို့လိုတယ်ကိုယ်လက်ခံမဲ့ lab မရှိရင် research လုပ်လို့မရဘူးကျွန်တော်တော့ဒီလက်ခံမဲ့ professor မရှိဘဲနဲ့ကန်ကောင်းပြောရသွားဒါပေမဲ့ professor နဲ့ကြိုပြီးဆက်သွယ်ထားတာအကောင်းဆုံးပဲကိုယ့်ရဲ့ research proposal ကိုထပ်ခါပြင်လို့ရတယ်ကိုဒီ interview process မှာပဲဖြစ် interview မှာကို potential advisor မလာဘူးဒါပေမဲ့ admission မှာသူတို့ဘုတ်ပြန်ထိုင်တဲ့အခါမှာကိုနောက်ကနေ backup လုပ်ပြီးမယ်သူတရားရောသူကတော့ potential ရှိပါတယ်ကျွန်တော်သူ့ကိုတာဝန်ယူနိုင်တယ်ဆိုတာမျိုး professor တယောက်ကလက်ခံပေးရတယ်ဆိုရင်ပိုကောင်းတယ်အဲ့တော့ academic နဲ့ပတ်သက်တဲ့ preparation ပေါ့နော်financial အပိုင်းကကျတော့ကျွန်တော်နောက်ပိုင်းခွဲပြီးပြောချင်တယ်ကျွန်တော်ကိုယ်တိုင်ကတော့ဒါ scholarship နဲ့ကျွန်တော်တက်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့scholarship မရခင်အထီကတော့နည်းနည်းတော့ stress တော့ပိုတယ်ဒါပေမဲ့ဂျပန်အကြောင်းတွေရဲ့အားသာချက်တစ်ခုကကျတော့ဘာလဲဆိုတော့နံပါတ်1ကျောင်းလာခါကတခြားနိုင်ငံတွေနဲ့ရှင်အရန်သက်သာတယ်အနောက်နိုင်ငံတွေနဲ့ရှင်တယ်ဆိုလို့ရှိရင်မပြောပါဘူးလေပမာဏဘာလို့လဲဆိုတော့ကျွန်တော်တို့ဂျပန်မှာကကျောင်းတွေကဈေးနှစ်ဈေးပဲရှိတယ် private ကျောင်းဆိုတစ်ဈေး public ကျောင်းဆိုတစ်ဈေး public ကျောင်းတွေတစ်နှစ်ကိုရန်9သိန်းကျော်ပေးရတယ်ရန်9သိန်းဆိုတာကဒေါ်လာနဲ့ကျော်ဒေါ်လာ3000လောက်ပဲပေးရတယ်အဲ့တော့တခြားပင်နိုင်ငံမှာကျောင်းလာခကိုတစ်နှစ်ဒေါ်လာ3000တက်လို့မရဘူးအဲ့တော့ဒါ public အစိုးရကျောင်းတွေဆိုတော့ private ကျောင်းတွေဆိုဈေးနေကြီး private ကျောင်းတွေဈေးတစ်ဆ private ကျောင်းတွေတစ်နှစ်ကိုရန်7သိန်းထိရှိတယ်အဲ့တော့ကိုယ့်ရဲ့မိသားစုကထောက်ပံ့ပေးနိုင်တယ်တစ်နှစ်ကိုဒေါ်လာ3000 4000လောက်ထောက်ပံ့ပေးနိုင်တယ်ဆိုရင်ကျောင်းလာခအတွက်ပူကြမလို့ဘူးအကယ်၍မပေးနိုင်ဘူးဆိုလို့ရှိရင်လည်း tuition fees exemption တော့ရှောက်လို့ရတယ်
25%ရာခိုင်နှုန်း50%ရာခိုင်နှုန်း80%ရာခိုင်နှုန်း100%ရာခိုင်နှုန်းစသဖြင့်ပေးတယ်တကယ်လို့ကိုက financial လိုအပ်ချက်လည်းရှိတယ်ကိုယ့်ရဲ့ academic qualifications ကလည်းကောင်းတယ်ဆိုရင်100%အထိကျွန်တော်ရနိုင်တယ်100% နဲ့ပဲ80 50 65စသဖြင့်အမောက်မျိုးစုံပေးတတ်တယ်ပေါ့နော်အဲ့တော့ကျောင်းလာကဒီတိုင်းဆိုလို့ရှိရင်လည်းမြန်မာတွေအနေနဲ့ဆိုရင်တော့များတာပေါ့နော်ကျွန်တော်တို့ရန်5သိန်းဆိုတာက350လောက်ဆိုတော့နေတဲ့ပမာဏတော့မဟုတ်ဘူးဒါပေမဲ့တခြားနိုင်ငံတွေနဲ့ရှင်းမယ်ဆိုရင်ကိုယ့်ပတ်စံတွေကိုတက်တဲ့အခါမှာတခြားနိုင်ငံတွေနဲ့ရှင်းမယ်ဆိုရင်တက်တာတဲ့ထဲမှာပါတယ်နေစားစရိတ်က part time လုပ်လို့ရတယ်။ဂျပန်စာတက်ထားရဲဆိုရင် part time လုပ်တဲ့ part time ကိုတစ်ပတ်ကို28နာရီတရားဝင်လုပ်လို့ရတယ်။28နာရီ4ပတ်လုပ်တယ်ဆိုရင်နေစားစရိတ်ကလောက်တယ်။အများကြီးတော့မပူပေမဲ့လောက်တဲ့အနေအထားမှာရှိတယ်ပေါ့နော်။ဒါ financial planning အတွက်ကျွန်တော်ကြိုပြီးတော့ပြောထားတဲ့ဟာ scholarship တိုင်းတော့အကောင်းဆုံးပဲ။မရခဲ့ဘူးဆိုရင်လည်းကျောင်းလာခါဒီလောက်ရှိတယ်။နေစားစရိတ်အတွက်ကတော့ဂျပန်စာတက်ထားရဲဆိုရင် part time လုပ်လို့ရတယ်ဆိုတာမျိုးကိုစဉ်းစားထားလို့ရတယ်ဒါ financial နဲ့ပတ်သက်တဲ့အပိုင်းပေါ့နော်ဖြစ်နိုင်ရင်တော့ scholarship တွေရှောက်စေချင်တယ်ရနိုင်တယ်လို့ကျွန်တော်ထင်တယ်ဆိုတာ scholarship တွေအများကြီးပဲကျွန်တော်လည်းအကုန်လုံးမသိဘူးတစ်ခုပဲသိတယ်သိရဟာတွေပေါ့ကျွန်တော်အကုန်ရှောက်တယ်ဒီ internet မှာရှာကြည့်မယ်ဆိုရင်ဂျပန်မှာ private foundation scholarship တွေအများကြီးရှိရပေါ့နော်အဲ့တော့ဒါတွေရှောက်ကြည့်လို့ရမယ်လို့ကျွန်တော်ထင်တယ်ဒါဆိုရင်တော့လုံလောက်ပြီထင်ပါတယ်ဟုတ်အမချက်ဖြည့်ပြောပေးပါအောင်အမလည်းအခု October index ဆိုရောက်တာလည်းမကြသေးဘူးเนาะအမအခုလောလောဆယ်တော့ကို 7 နေမယ်ပေါ့ scholarship တွေအမသိတော့ဂျပန်မှာ scholarship တော်တော်များတယ်ပေါ့เนาะအကြောင်းကလည်းတင်ပေးတဲ့ဟာမျိုးတွေလည်းရှိရဆိုတော့အခုအမကတော့scholarship တော့မရသေးပေမဲ့ scholarship တွေစူးစမ်းပြီးတော့ရှောက်နေရနောက်ပြီးတော့ကျောင်းလာကကင်းလို့ခွင့်ပေါ့เนาะဂျပန်မှာကအကြောင်းတော်တော်များများအမတို့ကျောင်းမှာလည်းရှိရပေါ့เนาะအဲ့လို full exemption ရှိရနောက်ပြီးတော့ half exemption ရှိရပေါ့เนาะအဲ့လိုမျိုးဟာရှောက်ထားတာဖြစ်တဲ့အတွက်အမအခုချိန်ကြီးကျောင်းလာကမပေးရသေးဘူးတပြားမှအကြောင်းမမပေးရသေးဘူးပေါ့နော်အဲ့လိုမျိုးသူတို့အမတို့ကျောင်းဆိုလို့ရှိရင် January မှာ result ထွက်မှာပေါ့ result ထွက်တယ်ဆိုလို့ရှိရင် exemption ရမရအဲ့လိုမျိုးသိမယ်ပေါ့နော်အဲ့ခါကျရင်တော့ကိုကလုံးဝ full exemption ရရင်တော့ဘာမှပေးစရာမလိုဘူးပေါ့ဒီကိုယ့်ရဲ့ဒီ daily ဒီ living expense အတွက်ကြတော့အမကတော့အခုလောဆယ်ပတ်တိုင်းလုပ်တယ်ပေါ့နော်ပတ်တိုင်းလုပ်တယ်နောက်ပြီးတော့အဲ့လိုဘယ်လိုပြောမလဲအဓိကပတ်တိုင်း28နာရီလုပ်တယ်ဆိုလို့ရှိရင်တော့ living expense ကာမိမယ်လို့ထင်တယ်အဲ့ဒီနောက်ပြီးတော့ scholarship တွေလည်းchance တွေအများကြီးရှိရလို့တော့ခံစားရတယ်ပေါ့နော်အဲ့တော့အဆင်ပြေမယ်လို့တော့ထင်တယ်ပေါ့နော်အမကတော့အဆင်ပြေနိုင်တယ်လို့တေချာပေါက်မပြောနိုင်သေးပေမဲ့ပေါ့နော်အဆင်ပြေမယ်လို့တော့အမကတော့ယုံနေဟုတ်အဲ့ဒါဆိုရင်နောက်ဆုံးမေးခွန်းလေးလက်ခံလိုက်မယ်နော်ညီမလေးလားမသိဘူးမေးလက်ထောင် resend ထားတယ်ဟုတ်ကောင်း ဟယ်လိုဟုတ်အသက်ရှင်ဟယ်လိုဟုတ်မေးလို့ရပါတယ်ဟုတ်ကဲ့ပါဟုတ်ဟာလေတခုမေးချင်တာပေါ့နော်ဒီအခုမေးချင်တာဒီသူလျှောက်တဲ့ဒီ research proposal မှာကအဲ့ research ကကြဘယ်လိုမျိုးလဲရင်ဒီ fee base ပုံစံမျိုးလားဒါမှမဟုတ်လို့ရှင်ဒီ academic research ပဲလားပေါ့နော်အဲ့ဒါလေးတခုသိချင်တာရယ်နောက်ပြီးတော့ဒီအကိုတို့အမတို့တွေကပေါ့နော်ဒီ bachelor မရှိဘဲနဲ့အဲ့လိုမျိုး master ကိုသွားတဲ့ဥစ္စာကကြတော့ဒီဂျပန်နိုင်ငံတခုတည်းကိုပဲresearch လုပ်ခဲ့ကြရလားပေါ့နော်အခုတိတော့မေသူလည်း research တော့မလုပ်ရသေးဒါပေမဲ့တခြားနိုင်ငံတွေမှာရောဒီလိုမျိုးဟာရှိသေးလားပေါ့နော်နည်းနည်းသိထားတယ်ဆိုလို့ရှိရင်မျှဝေပေးပါအောင်လို့ဟုတ်နှစ်ခုပါကျေးဇူးပါရှင်ဟုတ် academic research ဖြစ်ရအောင်ကျွန်တော်တို့ဒီ thesis ရေးရမှာဆိုတော့လေလုပ်တဲ့ research က academic research ဖြစ်ရမယ် fee base ဆိုတော့ကျွန်တော် field dot ဆင်းတယ်ကျွန်တော်ဆို queen ဆင်းပြီးတော့ကျွန်တော် data ကောက်တယ်ကျွန်တော်ဒီ ထိုင်းမြန်မာနေစပဲကျွန်တော်မဲဆောက်တော့မဲဟောက်ဆောင်တော့ကျွန်တော်သွားတယ် data ကောက်တယ်ပြီးရေးတဲ့ research ကတော့ academic research ဖြစ်ရမယ်နောက်တစ်ခုကဒီ bachelor မရှိပဲတက်ခွင့်ရှိတာကကျွန်တော်နိုင်ငံတော်များကျွန်တော်ကြည့်ခဲ့ပြီးဒါပေမဲ့ Japan က flexible အဖြစ်ဆုံးပဲထိုင်းမှာဆိုရင်ဒီယာယီတက္ကသိုလ်ကောင်စီရဲ့ပွဲလက်မှတ်နဲ့တက်လို့ရတယ် AIT ဒါမှမဟုတ်ရင်sorry အကယ်၍ကိုကကျောင်း၄နှစ်ပြီးထားတယ်ဆိုရင် AIT လျှောက်လို့ရတယ်ကျွန်တော်ရေချောင်းကအတိအမတယောက် AIT ကိုဝင်ပူးတာရှိတယ်သူတို့ကရေချောင်းကပြင်စမနှစ်ပေါ့နော်ပြင်စမနှစ်ဆိုတော့၄နှစ်ပြီးသွားပြီဆိုတော့၄နှစ်ပြီးသွားပြီးတော့ AIT လျှောက်တဲ့သူ AIT ဝင်တာရှိတယ်နောက်ပြီးတော့ဒီယာယီတက္ကသိုလ်ကောင်စီလက်မှတ်မျိုးနဲ့ဆိုရင်ချင်းမိုင်တက္ကသိုလ်ဝင်လို့ရတာရှိတယ်၄နှစ်ပြီးထားရင်ပေါ့နော်၄နှစ်အောက်ပြီးထားရဆိုရင်တော့မရဘူးကျွန်တော်ကျတော့၄နှစ်မပြီးထားကျွန်တော်၃နှစ်ပဲပြီးထားတဲ့ခါကျတော့၄နှစ်ပြီးထားရဲဆိုရင်ထိုင်းရတက္ကသိုလ်တော်များက
ဟိုအတိအထဲမှာဆိုကျွန်တော် senior ပေါ့နော်ကျွန်တော် senior အပေါ် batch ကသူတွေဆိုရင်4နှစ်ပြီးထားတယ်အဲ့သူကဂုဏ်ထူးတန်းနောက်ဆုံးနှစ်ဖြစ်တဲ့အခါကျတော့ခွဲမရလိုက်ဘူးအဲ့တော့4နှစ်ပြီးရတက်တာဆိုရင်ချင်းမိုက်တက္ကသိုလ်ရှိတယ် AIT ရှိတယ်ထိုင်းမှာဆိုဒီနေ့ကျွန်တော်တေချာဝင်တဲ့သူရှိတယ်လို့ကျွန်တော်ပြောလို့ရတယ်နောက်ပြီးတော့ဂျပန်ကတော့တော်တော်များများရတယ်တော်တော်များများခုနကပြောကျွန်တော်လည်းတောက်ဆော့ပြောခဲ့ပြီးဂျပန်ရတာတေချာတယ်နောက် UK မှာကျွန်တော် senior အမတယောက်ကသူက University 4နှစ် plus diploma တစ်ခုပေါ့နော်အဲ့ဒါနဲ့ခံပြီးတော့တက်တာမျိုးရှိတယ်နောက်ကျွန်တော် senior နောက်တစ်ယောက်ပဲသူကတော့လုံးဝ research မှာလုံးဝဆရာကြီးလုံးဝဟိုဘယ်လိုပြောရမလဲမိုးပြန်အောင်တော်တဲ့သူမလို့ဝင်ခွင့်ရပါရှိတယ်Europe ဘက်ကကျွန်တော်တိတ်မသေးကြဘူး US မရဘူး US မရဘူးဆိုတာက US မှာကဟိုဘယ်တော့လဲဆိုရင်ကျွန်တော် master ပြီးတော့ကျွန်တော် PhD ရှောက်ဖို့အတွက်လုပ်တယ်တကယ်ဆိုလို့ရှိရင် master ပြီးရင် PhD ပဲလေနော်ကျွန်တော်ဆိုရင် master ရတော့တဲ့အခါကျတော့ bachelor ပြန်တယ်ဘယ်လိုမှစိတ်မပူတော့ဘူးဒါပေမဲ့ကျွန်တော်ဝင်ခွင့်ပေးခံဒီမှာသူက bachelor degree ပြန်တောင်းတယ်သူကအဲ့လို MA PhD ပြလို့မရဘူး BA MA PhD ဖြစ်မှရမယ်အဲ့တော့မရဘူးပေါ့နော်အဲ့တော့ကျွန်တော်ဒီခုနကပြောတဲ့အချက်တွေကိုတော့စဉ်းစားရဆိုရင်ကိုကတက္ကသိုလ်4နှစ်ပြီးထားရဆိုရင်တော့ထိုင်းအကြောင်းတွေရှောက်လို့ရတယ် maybe Europe ကကြောင်းလည်းရှားကောင်းရနိုင်မယ်ဘာလို့လဲဆိုတော့ကျောင်းတော်တချို့ကျောင်းတွေကကြတော့ bachelor degree equivalent ဆိုပြီးပြောတာမျိုးရှိတယ်တချို့ကျောင်းတွေကြတော့ဟိုတက္ကသိုလ်4နှစ်ပြီးရမယ်ဆိုပြီးပြောတာမျိုးရှိတယ်ဆိုတော့ maybe Europe ကကျောင်းတွေလည်းရှားတော့ရနိုင်တယ်တေချာပေါက်ရတယ်လို့ပြောတာကျတော့ထိုင်းရတယ်ဂျပန်ရတယ်ဒါပေမဲ့ဟိုကတက္ကသိုလ်3နှစ်ပဲပြီးထားတယ်ဆိုရင်4နှစ်မပြည့်ထားဘူး bachelor degree လည်းမရှိဘူးဆိုရင်တော့တခြားနိုင်ငံတွေတော့ကျွန်တော်ရအောင်မတွေ့ဘူးဒါပေမဲ့ maybe try to ရမယ်ထင်တယ်ဒါပေမဲ့ကျွန်တော်တို့မမြင်တော့မမြင်ဘူးလေပေါ့နော်ဂျပန်ကလည်းကျန်တဲ့နိုင်ငံတွေရအောင်ကျွန်တော်မမြင်ဘူးလေတက္ကသိုလ်4နှစ်မပြည့်သေးဘူးဆိုရင်ဒီနေ့အချိန်လည်းပြည့်သွားပြီဆိုတော့ဗောနော်ဒီနေ့ပွဲလေးကို wrap up လိုက်ပါမယ်ဟုတ်ဒီနေ့ဟုတ်ဒီနေ့knowledge share လုပ်ပေးတဲ့ကိုဟိမင်းအောင်ကျေးဇူးအများကြီးတင်ပါတယ် join ပေးရညီမလေးအင်္ဂလိပ်မုံလည်းကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့အမတို့ဒီနေ့ပြောတာလည်းပြန်ပြီးအချင်းချုံးရမယ်ဆိုတော့ဗောနော်ဒီတက္ကသိုလ်ကအနည်းဆုံး3နှစ်နဲ့အထက်3နှစ်ထက်ရှိပြီးတော့ research proposal ကောင်းပြင်နိုင်မယ်ဆိုရင်ဒီ portfolio ကိုကောင်းပြင်နိုင်မယ်ဆိုရင်ပေါ့နော်နောက်ပြီးတော့ဒီစေရထက်မှုရှိမယ်ဆိုရင်ဒီရနိုင်မယ်လို့ထင်ပါတယ်အားလုံးကြိုးစားကြဖို့ပေါ့နော်အားလုံးအပေးချင်ပါတယ်ကျွန်တော် request လုပ်ချင်လို့ပါဟိုကျွန်တော်အခုဟိုပါနော်ပြောရလေတတိုင်းဖတ်တော့ရှိပြီဆိုတော့ဟိုပြောရလည်းတော့များသွားပြီကျွန်တော်အခုဒီမှာ form လေးတစ်ခုကျွန်တော်လုပ်ထားပါတယ်ဒီ feedback form လေးပေါ့နော်ကျွန်တော်နောက်ထပ် webinar ပြောတဲ့အခါမှာဟိုဘာတွေ improve လုပ်လို့ရမလဲဒီနေ့ပြောတာဘာတွေအဆင်ပြေလဲပါညာတာတွေကကျွန်တော် form လေးတစ်ခုလုပ်ထားပါတယ်ကျွန်တော်ဟိုအချက်ထဲမှာကျွန်တော် link share လိုက်ပါမယ်ဒီအဆင်ပြေတယ်ဆိုရင်အချိန်လေး9မိနစ်လောက်ပေးပြီးတော့ကျွန်တော်ဒီ feedback form လေးဖြည့်ပေးထားပါအောင်ကျွန်တော် request လုပ်ပါတယ်ခင်ဗျာအမတို့လည်းတက် email ထပ်ပို့ပြီးတော့ participant တွေဖြည့်ခိုင်းလိုက်ဟုတ်ကဲ့ဟုတ်ပြီလို့ပါဗျဟုတ်ကဲ့အဲ့ဒါဆိုရင်ဒီနေ့တက်ရောက်ပေးတဲ့သူတွေရော speaker တွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါ event လေးကိုခံလိုက်ပါမယ်နော်ကျေးဇူးပါခင်ဗျာအားလုံး good luck ပါဒါကျေးဇူးပါ